ပစ္စည်းလာတယ်ပါဦးဟုတ်ဟုတ်ဟုတ်ပါဒီကနာတာလာဘောလာတယ်လားသားလေးကိုခီးရောက်ဆိုင်မမေကပြောအောင်မယ်သားနဲ့သမီးနဲ့ရှေ့ရေးအတွက်မမေကလုပ်ငန်းတွေအများကြီးလုပ်ထားတယ်မမေလည်းပြင်ပန်းလာပြီသားရဲ့အဲ့ဒီတော့အဲ့ဒီလုပ်ငန်းတွေအားလုံးမနေ့ဖာကနေစပြီးတော့မမေသားဆက်ပြီးတော့တောင်းယူပါနော်သားနော်နောက်ပြီးတော့သားလေးနဲ့သမီးလေးရဲ့မင်္ဂလာပွဲအတွက်လည်းမမေကတောင်းရှိတယ်လေသားရဲ့ဟုတ်တယ် သားနာအမေရဲ့အကျိုးသမစိတ်ချ အေးပါဟိုဆွဲလဲဝိုင်းပြီးတော့ကူညီပေးပါမယ်အန်ဒီရဲ့ အေးပါ ဟိုလေအန်ဒီကိုအခင်းကြီးတစ်ခုလောက်တောင်းဆိုစရာရှိလို့ ဘာများလဲသမီးရဲ့ပြောလေပြော ဟိုလေဟိုကိုထုနိုင်ငံကြားပြောင်းနေဟိုမမေတို့ကတည်ရဲ့အာကိုထုကိုဒင်နာဖိတ်ကြွေးကြတော့လေဟိုဆွဲဖိတ်ခေါ်ပြစီနော်အန်ဒီနော် ကောင်းတယ်အဲ့ဒီစင်ကောင်းတယ်တောင်းညီမဆက်ဆက်စစ်စားခြင်းနေတာအမေအဲ့ဆိုဆွဲဒီနာညီမတို့နော် မလေးတိပြီးသားပါနော်ငပြည့်ရင်နဲ့တိုးစရာနဲ့အကုန်ပါ ကဲအန်တီသားလေးကနေထည့်လိုက်ပါမယ်သမီးရဲ့ဟိုအန်တီကတော့မလိုက်တော့ဘူးအန်တီကိုတမျိုးမထင်နဲ့နော်ဟိုသမီးတို့သားတို့အတွက်စီစဉ်ရာလေးတွေစီစဉ်ရအောင်မယ်သမီးလေး ဟုတ်ကဲ့ပါဟိုဆွဲကိုယ်တိုင်လေးဟိုကိုထုကိုပြန်လိုက်ပို့ပေးမယ်နော်အန်ဒီ အန်တီကလေသမီးနဲ့ဆိုစိတ်ချပြီးသားပါသမီးရဲ့ကဲခေါ်သွားသားလေးလိုက်သွား ဟုတ်ကဲ့မေမေကျွန်တော်အားလုံးအစီအပြောင်းလုပ်ထားလိုက်ပါမေထိတ်ချပါခင်ဗျဟုတ်ကဲ့ရုပ်ရုပ် ရဆရာကြည့်ရတယ် ခဏလောက် ဆက်ဘာကိတ္တရှိလို့ အေးဖြိုးထုတ်ခေါင်နိုင်ငံခြားပြန်လာတော့ ဗျာ အဲ့ဒါကြောင့်မင်းပုံပုံငါချီခေါ်လာခဲ့ငါခေါ်နေတယ်လို့ပြောတာ ဟာဟိုဆရာဟိုမကလေးဆောင်ယောက်ျားလေးတွေတော့ဖြစ်ပါမလားဆရာရဲ့ ဩအလုပ်ကြသွားတာပဲကွာ ဟိုဆရာမောင်တယ်လီဖုန်းလေးရှင်းတာတော့တယ်လီဖုန်းနဲ့စကားပြောရပါလားဆရာရဲ့ ရုပ်ချုပ် ဗျာ တယ်လီဖုန်းဆိုတာနေရာကသုံးလို့ရတာမဟုတ်ဘူးကွာနားရတာအခုကိစ္စနှစ်ကိုကြားပြောမယ်ကိစ္စတွေအများကြီးရှိတယ် အော်ဟိုဆရာတို့ယောက်ကနှစ်ကိုကြားပြောမယ်အစ်စ်တော့ဖြစ်နေပြီလားဆရာ ဘာကြတာလဲ ဟုတ်ဒီတော့ဖြစ်နေတာပဲဆရာ မင်းကငါ့ကိုစိုင်းပြီးခိုင်းတာ မဟုတ်ပါဘူး ငါပြောတာပဲမလို့သမားသူကလည်းပြောကြရရှိတယ်အလုပ်ကိစ္စအခြားကိစ္စမပါဘူးအကြီးဟောင်းမပါဘူးနော်မင်းပြောတာဟိုဖီလင်တက်တယ်ဟုတ်လား ဒီဘာလဲ ဟိုပုံအာခင်ဗျားလည်းဗျာရုံးဝင်တဲ့အချင်းချင်းဒေါသကြီးပဲကျုပ်တရားကဟိုမန်နေဂျာဒေါ်ပုံပုံအေးဒီခေါ်ခိုင်းလိုက်လို့အဲ့ဒါ အဲ့လိုပြည့်ပြည့်လဲလဲပြောပါလားဟမ်ဒီမှာဒေါ်ပုံပုံရဲ့စကထရီတေးကိုကြော်ပြီးတော့ဘဲယောက်ျားလေးမှဒီထဲကိုဝင်လို့မရဘူးဆိုမှတ်ထား ဟုတ်ပါတယ်ဒါကြီးကိုလည်းကြော်လို့မရပါဘူး ဘာလဲလဲ ဟောမဟုတ်ဘူးလေခင်ဗျာဟိုကြော်ပြီးတော့အထက်ဝင်လို့မရဘူးပြောတာပါခင်ဗျာလည်းဒေါသကြီးပဲဗျာဒေါသကြီးပဲဟိုဒီလိုခင်ဗျာကျွန်တော်နဲ့သကလုံးတွေညပြီးတော့အမုန်းမဝါရအောင်ဟိုပြုံးချူဆိုတဲ့ဖုံးမုံကိုတော့ပုံမရှိတဲ့နေရာကိုဝင်ပြပါခင်ဗျာဝင်ပြပါ ရှင်းလေယောက်ျားပြပြီးတော်ရှင်းတယ် ဟမ်ဘာလို့ ရှားခဲ့ရလဲလာခဲ့ စိတ်ချပါဟုတ်ကဲ့ပါပြပါပါကျမမယုံလို့လားဟုတ်ကဲ့ပါဟုတ်ကဲ့ကျမတို့လုံသမားတွေတော့လေအနောက်ရှင်မဖြစ်ပြရပါဘူးဟုတ်ကဲ့ပါဟုတ်ထိုင်လို့မရလေထားလိုက်ပါဟုတ်ပါဘူးဒီမှာကျမလုံသမားတယောက်ကိုပြောနေပါရှင်ဟုတ်ကဲ့ထိုင်လို့ရပြီထားလို့ပြောနေတာဟုတ်ကဲ့အားလုံးစင်ပြေအောင်ဆောင်ထားလိုက်ပါမယ်နော်ဟုတ်ကဲ့ပါရှင့်မသူထိုင်ခိုင်းလို့လေဒီမှာစကားကောင်းကောင်းအောင်ပြော ညောင်းလို့ပါဗျာညောင်းလို့ ဟမ်ရှင်ညောင်းတာကိုကျမတိုင်ကအညောင်းထည့်တဲ့ထိုင်ကိုများအောင်းမိနေလားဟမ်ကျမရုံးကန်းကိုရှင်ကအထိတ်ခမ်းများမှတ်နေလား ကျွန်တော်ရိုးပြောတာပါရိုးပြောတာပါ အော်ရှင်ကရိုးပြောရဆိုကျမစမ်းနေပေါ့လေ ဟာဒုက္ခပါပဲဗျာဒုက္ခပါပဲအေးတဲ့ပြဿနာမီးထုံးရှာပြန်ပြီကျွန်တော်လာတာရုံးကိစ္စနဲ့လာတာ အဲ့လို
တော့ပြောပါလားစောစောလေးကရှင့်လေးတွတ်ရှိတယ်ရှင့်ရကြတော့လည်းရှင့်မကြိုက်ဘူးရှင့်ပြောင်း ဟာဒီလိုပါဟိုဆရာကြီးကျွန်တော်ဆရာကဟိုမန်နေဂျာတော်မှုခေါ်ခိုင်းတယ်ဘာစော်ကားလိုက်ရှင့်စရာဘာမလို့ဘာချိုးလားဟမ်ဒီကုမ္ပဏီမှာယောက်ျားလေးရဲ့ကိစ္စဝါကိုသူ့တာဝန်ယူတယ်မင်းကလေးရဲ့ကိစ္စဝါကိုကျမတာဝန်ယူတယ်မင်းကလေးတယောက်ကိုသူ့ရုံးခန်းကိုခေါ်ခိုင်းလိုက်အောင် तू ကဘာမလို့လဲပြောစရာရှိလို့ရှိရင်ကျမရုံးခန်းမှာလာပြောဒီတော့နဲ့တင်းမာစရာမလိုပါဘူးဗျာခုကိစ္စကယောက်ျားလေးတတ်မကလေးတတ်ခွဲကြပြီးတော့မကိစ္စမဟုတ်ဘူးဟိုကျွန်တော်အလုပ်ရှင်မမေးရှိကဖုံးလာလို့အဲ့ဒါဟိုခမန်းနဲ့တိုင်နေတာရှိလို့ခေါ်ခိုင်းလိုက်တာဗျာခေါ်ခိုင်းလိုက်တာ ဒါဆိုရင်တော့မလိုတော့ခုနကပဲမမေးရှာဖုန်းလာတယ်မနဲ့ပြန်ဖြိုးထုတ်ကောင်ရောက်လာလို့ရှိရင်ကိုကိစ္စကိုရှင်းရပေါ့ဒီမှာရှင်းစေဟောပြောလိုက်မိန်းမတွေမှာလေကိုယ်စွမ်းစားနဲ့ကိုပြေဝရှိတယ်လို့ ဟုတ်ပါပြီတဲ့ဗျာဒီကမ္ဘာလောကကြီးမှာမျိုးသက်တိမွေးဖွားဖို့အတွက်ခမန်းတို့မိခင်လောင်းနေရှိတယ်ဆိုတော့သိပါတယ်တတိယပြီးပြောရမယ်ဆိုရင်တော့မျိုးသက်တိမွေးဖွားပြီးတော့ပကက်လွှဲမဲ့လက်ပိုင်ရည်ဆိုတာလေခမန်းတို့သိတယ်ကျွန်တော်လည်းသိပါတယ်အတူတူတော့ရှိတယ်အဲ့ဒီမျိုးသက်တိမွေးဖွားဖို့အတွက်ဖခင်ကောင်းနေကြတယ်နော်အဲ့ဒီဖခင်လောင်းလေးဟာကျွန်တော်တို့လိုယောက်ျားတွေရှိတယ်ဆိုတာကိုခမန်းတို့မမေ့ကြနဲ့နော်မမေ့ကြ ရှင်းလိုက်တော့ဟင်ရှင်းစရာပြောခိုင်းတဲ့အထဲမှာဒီစကားတွေပါမှာမဟုတ်ဘူးသွားရောက်တဲ့စကားနဲ့တော့မလိုက်ဘူးကဲဒါရမှာလားကြွညကြွသွားနည်းနည်း ဟုတ်မယ်လူဟာမဲရတဲ့ ကောင်းတယ်နော် ကိုလေးကတော့ တကယ်လည်းကြည့်တယ်နော် လက်ပိတ်သွားတယ်ဟုတ်ကဲ့ လက်တန်းလေး ဘယ်နဲ့ဘာလဲဟိုလက်တော့ပြီအော်ဒီကတော့ပါအားလုံးလက်တော့အများကြီးပါကျွန်တော်ပြေးပေးထားတယ်ဟုတ်တော့ကျွန်တော်လည်းပေးရမယ်နော် ပေးမယ်နင်းနာလေးဆွဲကြကတော့လေကိုချိုးလာပါမြင်ရတော့ ဆွဲတီမလားလား နောက်လုံးမမရကိုစုံခုံဆက်တဲ့ခါအိမ်မှာမရှိစိတ်ကောက်အဲ့တော့အိမ်နဲ့တောင်းတယ်ပဲထင်ကုန်နေတာ ဒီမှာငါမကြည့်လား ကဲဒါမေးလုပ်ငန်းလေးပြောတာမမေရဲ့လည်းအဲ့ရအားရတယ်ကားလေးကိုမမေကလည်းလူသမားတွေဆက်ဆံတဲ့နေရာမှာကြတော့အားလုံးကြီးကြီးလုံးလုံးမျိုးမျိုးနဲ့ဒီသားစုပုံစံနဲ့ဆက်ဆံတာပါမမေရဲ့လုပ်ငန်းတွေကိုဒါလေးအားလုံးကြိုက်တယ်လို့ပြောင်းလို့ရတယ်စီစဉ်လို့ရတယ်ဘယ်နဲ့လူသမားတွေဆက်ဆံတဲ့နေရာမှာကြတော့မမေဆက်ဆံလို့ဒါလေးဆက်ဆံရမှာနော် အဲ့ဒီပဲလုပ်ငန်းတွေခုလိုအောင်နေတယ်ဆိုတာလေတို့ရဲ့စီစဉ်ရေးမိကြရင်အများကြီးပါတယ်တော့ဒါသူတို့ဆက်တဲ့နေရာမှာအလေးချောင်းတော့ကောင်းနေဟုတ်ပါဘူးဘုရားကငါလည်းတိတိလေးကိုတော့လောက်ရမေးဟေးဒုံးလည်းမှာတော့ပါရင်လေးရေလုပ်ကိစ္စတွေပဲပြောอ่ะဩအေးတို့လုပ်ကိစ္စတွေလုပ်ရမှာပေါ့ခက်တာကိုဘက်က9တန်နေကြည့်တယ်တော့ကြည့်ရအောင် ဟုတ်ကဲ့ တော့အကျန်းနေပြီးပါပြီ ဟုတ်ကဲ့အကြမ်းပြီးတော့ ကိုလေးပြန်လုပ်ခိုင်းတော့ရအောင် ဟုတ်ကဲ့ကုမ္ပဏီနာမည်ပြက်နေ ဟုတ်ကဲ့ဟာတရားဟောကိုပြောလို့ပါလား ဟာအဲ့လိုကိုကျုပ်အောင်မလေးရာအသားတွေပါဖြူးလာပါဟမ် ဟောမှာရေဘလောက်တော့ချိုးလဲမှမသိဘူး ဒီချိုးတာနဲ့တော့အသားမဖြူနိုင်ဘူးဒါရေချိုးကနေဝင်ပြီးတော့ရေလုံးပြုတ်နေတာဖြစ် ဟုတ်ဗျာဒီလိုပြောကျုပ်ကဘယ်လိုမဟုတ်ဘူးဗျ ဟုတ်တယ်ကိုပြောရေကိုရီးယားမားတွေကတိတ်ချောတိတ်လှနေတော့မင်းပြန်မလာနိုင်တော့ဘူးတို့ချင်းနေတာကွာ ဆက်ဆောင်ပြန်လာပဲနေလို့ မလေးပြန်လာနေကြည့်ပါလားကိုရီးယားထိလိုက်ပြီးတော့ခေါ်ကကိုရီးယားမင်းသားလေးထိုင်တိုင်နဲ့ဦးယူပြလိုက် ဩရင်လေးယူနေလိုက်တာ ဩတိုင်းတိုင်းမှာဆရာလေ ဩတရုတ်ဆောင်လိုက်တာဒီရက်လိုက်ပြီးတော့မယူပါနဲ့သူပြန်လာပြီးဟုတ်တယ်မလား
ဒီမှာအခုတွေ့တော့လေဒီစကားပြောတာပါလေမင်းကွာတော်တော်နေနိုင်တဲ့ကောင်မင်းမြန်ငါ့ကိုတတိယတိုင်းငါ့ကိုဖုန်းဆက်ခိုင်းတယ်ငါဖုန်းဆက်တိုင်းသူမရှိဘူးသလားကောင်မလေးရောက်လာခိုင်းတယ်ဒီဟဲ့လို့ဆိုတော့ကူးတော့ဘူးအဲ့ဒါရချောက်ပြောတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်စက်ကရီစက်ကရီဆိုကောင်မလေးညှိနေတယ်အတွင်းမှုတွေဟောအေးဟုတ်သားပဲအတွင်းမှုပြောတယ်ကိုပြောအပြင်ကိုပြောတဲ့တယောက်ကြောက်ကျွန်တော်ဟုတ်တယ်ဘယ်မသိဘူးနိုင်ငံညာအသိလို့ပြောတာပဲဟုတ်ပြီငါထင်လွဲခဲ့တယ်နိုင်ငံခြားအသိဆိုတော့နိုင်ငံခြားမှာဒီကောင်တင်ခဲ့တဲ့ကျွေးလာတောင်းတာဖြစ်တယ်ဟာကျွေးမတင်ဘူးဗျဒီကောင်မဆူလာခပ်ဘူးပဲလေဟုတ်လားဟုတ်တယ်ကြည့်မလားမဆူလိုက်ခဲ့တော့လိုက်လာတော့ပြောလေတွေ့ကြလို့လေဟိုမေးတီမင်းနဲ့ဟိုတော့ညမပြောပြတော့မမတော့ဘာလို့နှုတ်ဆက်သွားတာလဲမမတော့ပါလေလွားပြီးစစ်တဲ့တာပါဝကြည့်တော့ရောက်သွားလေဝကြည့်တော့ရောက်သွားလားဟုတ်လေအဲ့မှာရာမမင်းနဲ့တွေ့ခဲ့လေလားတွေ့ခဲ့လေဘာလဲမှာလိုက်သေးလို့မင်းကမတွေ့ရတာဒါပြီးသူစီကိုလာလေဟုတ်လေဟုတ်ပါတော့မင်းကမဲလို့ပြောတယ်လေပြောလေတော့ဗောမတ်ဆိုမလေးစစ်တဲ့စီချောက်သွားတာတော့မှာလောနဲ့လေလက်မတွေရောဗီဇာရောအဲ့ဒါအမြင်ပြန်လာလိုက်တာရဆိုးလေကမဆိုမိတ်ဆက်ပြရအောင်ရပါကျွန်တော်ချစ်သူဆက်ဆက်ပိုင်းနဲ့နာမလေးကဆက်သက်ပိုင်းလားအကျန်းလာတာပဲပြောလေချစ်သူဆိုတော့မမရဲ့ချစ်သူလိုပဲသဘောထားတယ်အရင်ချစ်စရာကောင်းတယ်ကိုလည်းမိတ်ဆက်ပေးရအောင်မယ်မမဆိုနာမရလေသွားစီလာဆိုးကိုဒီရနဲ့ပြောနဲ့စပြီးတော့ကြာထားလားမသားတော့နာမရပါသူသွားစီလာဆိုးကျွန်တော်နာမနဲ့ခတ်ချင်တယ်ပဲသူနာမဘယ်လိုလဲမိတ်ဆက်ပါဦးကိုအေးကိုအေးဆိုတော့သွားစီလာဆိုးတဲ့ဘယ်တော့တူလဲလေတူတဲ့နေရာကြည့်ပါလားကနေရာတော့တူမှာပေါ့ဟုတ်ကဲ့ဘယ်နေရာလဲမသိဘူးလေကဲတာကိုပြောမင်းမဆိုးကိုအလုပ်ရုံထဲကိုလိုက်ပြလိုက်ဟုတ်တယ်ဆိုလိုက်လေလာအောင်ကဲတမိတော့ကျေးဇူးပါကျေးဇူးပါကိုအေးနောက်ဆိုရင်မမေကြီးကဒီဆက်ရုံမလာနိုင်တော့ဘူးဟုတ်ကဲ့သားလေးကိုမျိုးပဲလာလိမ့်မယ်ဟုတ်ကဲ့သားလေးကိုမျိုးနဲ့တိုင်ပင်ပြီးတော့အလုပ်တွေကိုတိုင်ပင်ပြီးတော့လုပ်ကြဟုတ်ကဲ့နော်ဟိုကြံတဲ့လူတွေလည်းပြောရမမေကြီးကိုသားလေးကိုပြောရပဲဒီဆက်ရုံကြီးတစ်ခုလုံးအုပ်ချုပ်မယ်လို့ဟုတ်ကဲ့ပါဟုတ်ကဲ့နော်ကဲတော့ပြောအုပ်ချုပ်ခြင်းဝင်ကြောင်းပြောလိုက်အုပ်ချုပ်မယ်ဟုတ်ကဲ့အုပ်ချုပ်ပါကဲတော့လုပ်ဟုတ်ကဲ့ကိုဖြိုးရတာနဲ့တော့ပဲကိုဖြိုးတွေ့ကျင်နေတာဟောမှာပဲကျွန်တော်အခန်းသက်ဝတ္ထုရှိရဲ့သသိမ်းမိုင်းပြအောင်မယ်ဒီမှာလေဝါရမဟုတ်သသိမ်းမိုင်းဒီမှာမင်းကပေးတာလေမင်းအဲ့ဒါကျမသိပါတယ်ကျမတွေ့ကျင်တယ်အဲ့ဒါကြောင့်မဟုတ်ဘူးဟောရအန်ကယ်ကရှင့်ကိုရမ်းတွေ့ကျင်နေလို့ကိုဖြိုးမိတ်ဆက်ပေးအောင်မယ်ဟောတာစာရေးဆရာကြီးမြေတောင်ဖြောက်ပေးနေတဲ့ထုတ်ဝေသူအန်ကယ်ဦးရွှေလိုင်းနဲ့ဟုတ်ကဲ့အန်ကယ်ရမ်းတွေ့ကျင်နေတဲ့စာရေးဆရာထုတ်ခေါင်ဆိုတာသူပါပဲဟုတ်ကဲ့ထုတ်ခေါင်အန်ကယ်ဦးရွှေလိုင်းပါဟုတ်ကဲ့မောင်ဖြိုးထုတ်ခေါင်ရဲ့ဝတ္ထုတွေကိုမဂ္ဂဇင်းချန်နယ်တွေမှာအန်ကယ်အမြဲဖတ်နေရတာဟုတ်ကဲ့တိတ်တော်ကြတယ်ကျေးဇူးပါခင်ဗျာဆက်ပါဘုရားကတော့သူငယ်ချင်းကိုကျော်ခံပါဟုတ်ကဲ့ကျေးဇူးပါဖြိုးထုတ်ခေါင်ဆိုတဲ့ကလောင်နာမည်နဲ့ရေးတဲ့ဝတ္ထုဆောင်ပါတွေကိုဥအမြဲဖတ်တာကွာမောင်ဖြိုးထုတ်ခေါင်ရဲ့အရေးသားတင်ပြခြင်းအကြောင်းအရာတွေကိုဥကတိတ်သဘောကျတယ်ဒါကြောင့်မို့လုံချင်းဝတ္ထုထုတ်ပေးခြင်းလို့ပါဖြစ်ပါမလားဦး။အဲ့ဒါဆိုကျွန်တော်ကဒီခေတ်လူငယ်တွေကြိုက်တဲ့အချစ်တွေပဲကျွန်တော်မရေးတော့ဘူး။ကျွန်တော်လူတွေအကြောင်းဘဝအကြောင်းပဲရေးတာဆိုတော့ကြရပါတယ်ကွာ။ဦးကလည်းဘဝစာပေကိုပဲလူလာတာပါ။ဟိုခက်ရှင်းပြောမယ်ဆိုရင်ကွာချစ်ကြိုက်ညာကွယ်အချစ်ဝတ္ထုတွေကိုထုတ်ရင်ညံ့မယ်ဆိုတာဦးလည်းသိတယ်။ဒါတွေကတပွဲတို့တွေကွာ။ခေတ်ဆက်မှာကြံမဲ့ဘဝစာပေမျိုးကိုပဲဦးကလူလာတယ်။မောင်ဖြိုးတို့ကောင်ကထုတ်ပေးနိုင်မယ်ဆိုရင်ဦးကဆံဦးကကောင်းကောင်းပေးမှာပါဘယ်နဲ့ဟေ့မင်းဘာစဉ်းစားနေလဲမင်းရဲ့ကြိုးစားမှုရဲ့အောင်မြင်မှုအသိကိုရလာတယ်ပါဟေ့ကွာလက်ခံလိုက်ကျွန်တော်အခုစဉ်းစားနေဆိုတာလေကျွန်တော်အဲ့လိုဘဝအကြောင်းနဲ့လူအကြောင်းနဲ့ရေးရတော့မှန်ပါတယ်ဒါပေမဲ့အဲ့လိုလုံရင်းစာအုပ်ကြီးတစ်ခုရေးဖို့ဆိုတော့ကျွန်တော်တာဝန်ရင်းကြီးတယ်ကျွန်တော်မှအဲ့လောက်မပြည့်စုံသေးဘူးဆိုတော့ကျွန်တော်ကအခုလူတွေကြောင့်ဘဝကြောင့်သိရအောင်လို့လူလောကတွေကိုစင်းပြီးကျွန်တော်ကွင်းစင်းလေးတွေကိုကျွန်တော်ဆုံးဖြတ်ထားပါတယ်အားကြောင့်ဦးရဲ့ကံကြောင့်ကျွန်တော်စဉ်းစားနေတာတိတ်လေးစားသွားပြီကွာမောင်ဖြိုးထုတ်ခေါင်ကိုဦးကတိတ်လေးစားသွားပြီဟုတ်တာပေါ့ကွာအမှုပြင်ရသမားတယောက်ဆိုတာဘဝနဲ့ကင်းကွာလို့မရဘူးလူတွေနဲ့ကင်းကွာလို့မရဘူးဘဝနဲ့တစ်ထက်ထဲကြအောင်ရေးနိုင်တယ်ဆိုရင်ပို့ပြီးပြင်တာပေါ့မဟုတ်လားအဲ့ဒီတိုင်းဟုတ်တယ်ကိုဖြိုးရဲ့
ဘဝတွေ့ကြုံနဲ့ပတ်သက်တဲ့အရေးအသားကိုကိုရေးနိုင်မယ်ဆိုလို့ရှိရင်ပြည့်တဲ့ကပို့ပြီးလက်ခံနိုင်မယ်ပို့ပြီးလဲသဘာဝကျတာပေါ့အဲ့ဆိုရင်ကျွန်တော်ချိန်နေတော့ပြီးပါရပါတယ်ချိန်ဆိုတာပေးရမှာပေါ့ကိုဖြိုးရတာရေးသားပေးမယ်ဆိုလို့ရှိရင်သုံးဖို့ဆွဲဖို့အတွက်ငွေကြိုပေးလိုက်မယ်ဆန်သဘောမျိုးပေါ့ဟာကောင်းတော့ဘူးလေဟာငွေဆိုတော့သိကြကြဆင်ရံပေးလို့တော့အလုပ်ပြပို့ပြီးလေးနေတာပေါ့ပေးကျွန်တော်လက်ကမပေးလေပေးကျွန်တော်ပဲဒီကောင်ဟိုရဆင်ရံပေးပါနဲ့အဲ့ဆိုလူလောကရဲ့ဆင်းပြီးတော့ဘဝအကြောင်းသိအောင်လုပ်မဲ့လူတယောက်လက်ထက်မှာပတ်စံနေရှိနေတော့သိတဲ့ဘောင်းကြောက်နောက်ကျွန်တော်ဆင်ပြေးနေရင်ကျွန်တော်ဦးဆက်သွယ်လိုက်ပါမယ်အဲ့ရရဆင်ကျွန်တော်သွားလိုက်ပါဟောကိုလို့အချားမကယူအောင်လေဟုတ်ဆိုင်ရေးဆရာဖြိုးထုတ်ခေါင်နဲ့အခုလိုတွေ့ရတာဦးတော့တိတ်ဝန်းတာလာတာပဲဒီမှာထိုးဝေဖို့လဲရဝမ်းပြောပေးမလို့ဟုတ်ကဲ့စိတ်ချပြောပြပါမယ်ငါလည်းမြင်မှာတော့ကွာအမေလည်းပိုးတာမဲလေဟာတက်တယ်မလဲအစုံနဲ့ဘာရွယ်လာဒီနေ့စောင်းကားလက်ကျန်လေးထုတ်လာလေအားကြောင့်စိတ်တော့ဆက်စားလေးဝယ်လာမင်းကိုပြောကြတော့မပြောပါနဲ့ဟာဒီနေ့ငါဒီကောင်ကြည့်အသေးနဲ့ရားရိုက်တာလေးတရားကျိုးရလဲကိုလိုမရရေပန်းနဲ့လဲကိုလိုမရချက်ကိုလည်းနှိုက်ကိုလိုမရနဲ့နင်းသားမင်းဘယ်လိုမှနေမလဲမသိဘူးဗျာခမရလေဗျာညိုမြကျွန်တော်ကြည့်ပြီးတော့ဦးတွေရနှလုံးတွေရနေမှာလှက်လှက်ဖြစ်တယ်ဆိုတော့ထားလိုက်တော့သူကကျွန်တော်ချစ်သူလေခမရဘာလဲကျွန်တော်ကြည့်ဦးရနေရဟုတ်တယ်ညဦးတွေမှာဝဲပေါက်နေတယ်ဟမ်ဟဲ့ဘယ်ဦးလဲပိုက်တဲ့ဦးပိုက်တဲ့ဦးဦးထဲမှာဝဲပေါက်တယ်လို့မင်းကြားဘူးလားမသိတယ်အဲ့ဒါဘာလို့ရားတယ်ပြောလဲမင်းတော့မကြောက်လို့ပြောနေတာကွာခဲပါထားပါတော့ကိုပြောဘာဖြစ်လာလဲဟာဘာဖြစ်ရမှာလဲဟာသူတွဲသူစားတွေကိုသဘောကျလို့ထုတ်တဲ့လူကလုံးချင်းအပ်တယ်ဒီကောင်ဟိုရွှေလန်းဝင်လာဖောက်တဲ့နေနဲ့ဆင်ရံပေးတယ်အဲ့တော့မယူဘူးလေမှန်တဘွားမရဘဲနဲ့ခြေဝါးရပြနေတယ်ကောင်ဒါကိုဖြိုးနော်မင်းအားကြီးဘွားတွေးတွေပဲထိုင်တွေးဘွားရေးပဲမထိုင်ရေးနေကြားလာရင်မင်းရဲ့ဇက်ကောင်တွေကကြုံကြီးပိတ်တော့ပြီးတော့ရေတောက်နေရလိမ့်မယ်ဟောကိုကြောခန့်ရလေပြောလိုက်ရင်ကျူတယ်ကြီးပဲဟောညွှန်းမြဟောနေကဦးတွေသေးတွေမရဘဲနဲ့နှလုံးသွင်းကြီးနေမှာခုံပြနေဟလားအော်အေးကောင်းပါလေငါပြောနေပြီနေစင်းသားကြီးဒီကောင်တော့ရလဲဒီလက်ဦးကိုဟမ်မိုးကွာဟိုလက်ဦးလက်ဖျားကိုမဖက်သေးဘူးလို့ငါထင်တယ်လေအေးဒီလိုရှင်းသူနှစ်ယောက်ကြားထဲမှာငါဝင်ပြီးတယ်ငါမားတာနော်ငါတော့ညက်ပြီရှာနေရက်ထုတ်လို့ကိုမရတော့ဘာလို့ကောင်းကောင်းလေးကဘာရှောက်ပြောတာလဲပြောငါပြောတာပဲတော့ရအောင်စားညံတယ်ပြောတာလေကွာမင်းလေဟိုပဲတော့ရတဲ့စားကိုဘယ်လိုရှာနေရက်ထုတ်မင်းနေစင်းသားကြီးပဲတော့ထည့်ပြောပါငါရိုးပြောတယ်မင်းမလျှောက်ဘူးလေတော့ဒီမှာခင်ဗျာခုခေတ်လူငယ်ကိုရှောက်တက်လို့မရဘူးဗျအားလုံးပေါက်ကုန်ကြတယ်ဟမ်ပေါက်ကုန်ပြီအေးပေါက်နေမကောင်းရအောင်ဆိုင်ပေါ်မှာပြေးလောင်ပြေးကုန်ပြီနော်ပြေးလောင်ပြေးကုန်ပြီကိုကြောခန့်ရတယ်လေပြောချလိုက်ပြန်ပြီအခုခေတ်လူငယ်တွေကလေအင်္ဂလိပ်ဝတ္ထုတွေအင်္ဂလိပ်ရုပ်ရှင်တွေကြည့်ပြီးတော့အရာရာရောသဘောပေါက်လွယ်တယ်တိလွယ်တယ်တက်လွယ်တယ်အဲ့ဒါကိုပြောနေတာညမြဟိုနင်းနဲ့ဆိုင်စရာချိုးတွေအောင်လေအခုမှသမီးသားပဲရှိသေးနော်သူမညာသေးဘူးမျိုးနဲ့တော့ညာလို့ရှိနေသူနဲ့ငါစကားပြောလို့လုံးမရမှာတော့ပြီတို့ကြားထဲမှာငါညက်တယ်သွားမယ်ညက်တယ်ပါလေဟမ်ဒါတော့ကျုပ်စားရဲ့ဇက်ကောင်တွေကကျုံလေးပိတ်ချောက်ပြီးတော့ရေတောက်နေရတယ်တူတူသွားဘူးဗျ။ခင်ဗျားစားနဲ့ဝေးလို့လည်းနည်းပြောခက်တယ်။ဟုတ်ပါဘူး။လူဘွားဆိုတာပခုံးတော့ကျွန်တော်ခေါင်းပေါက်ရုံနဲ့တူဆိုတော့မပြည့်စုံနိုင်ဘူး။ခင်ဗျားလိုလူမျိုးနားလည်အောင်ပြောရမယ်ဆိုရင်ဒီမှာဗျာလူဘွားကိုရေကန်တကန်နဲ့ထားလိုက်။အဲ့ရေကန်နဲ့ရေမခန်းချအောင်ဆိုတော့ရေကောင်နဲ့တူပေးထား။အဲ့ကံမောင်ရိုးလုံချောင်းတစ်ချက်စီမံပေးထား။ဟုတ်ပါပြီ။ပြီးတော့ဟိုရေကန်ပြီးတော့အမိုက်ပဲမရှိအောင်ရှင်းလင်းပေးထားပါဗျာရေကန်ဆိုတာမျိုးကကြာပန်းရှိမှတင်နေတာဟုတ်ပါပြီဟုတ်ပါပြီထားပါတော့ခင်ဗျားခုမင်းဗျာခင်ဗျားအချစ်တော်သိဟာဟေ့အောင်အဲ့ဒါကမင်းညုံမြောက်မရမှာနော်ငါလာမမေးနဲ့ဟုတ်လားဟာလေဘာဆိုင်လို့လဲကိုကြောခန့်ကလည်းကို့မေးရဖြေပေါ့ညများလည်းပါဖြေသိလားဟေ့အောင်ဒီကောင်အကြမ်းမကန်နဲ့ရအောင်ငါမှမင်းလို့ရေးသားမရှိမှမင်းသိတယ်မမေးနဲ့ရအောင်ဟာခင်ဗျားလိုက်ကြောက်ပြည့်ဒီခင်ဗျားကြောက်ပြောရလေကျွန်တော်စာရီရတဲ့ဘဝအတွေ့အကြုံကြီးတယ်ကျွန်တော်လည်းဘဝအတွေ့အကြုံမရှိဘဲနဲ့ရအောင်ခံစားပြီးကြီးတယ်လေကျွန်တော်လည်းခံစားပြီးဖြစ်ရောက်ဟုတ်ပါပြီဆိုင်စရာကိုဖြိုးထုတ်ခေါင်ရင်နော်ကျွန်တော်ရဲ့အချစ်တွေကကြုံလီးပိန်ချောက်တော့ရေတောက်နေရလို့ပါခင်ဗျာကဲရှင်းတတ်ပါလားဝေခါလိုက်အဲ့လိုဝေခါလည်းကနေရတော့ဘာမလို့မလဲ ဟာလေဘာဆိုင်လို့လဲကိုကြောခန့်ကလည်းကို့မေးရဖြေပေါ့ညများလည်းပါခင်ဗျားလည်းကြောက်ပြည့်ဒီခင်ဗျားကြောက်ပြည့်လေကျွန်တော်လည်းဘဝအတွေ့အကြုံမရှိဘဲနဲ့ရအောင်ခံစားပြီးကြီးတယ်လေကျွန်တော်လည်းခံစားပြီးဖြစ်ရောက်ဟုတ်ပါပြီဆိုင်စရာကိုဖြိုးထုတ်ခေါင်ရင်နော်ကျွန်တော်ရဲ့အချစ်တွေကကြုံလီးပိန်ချောက်တော့ရေတောက်နေရလို့ပါခင်ဗျာကဲရှင်းတတ်ပါလားဝေခါလည်းဝေခါလည်းကနေရတော့ဘာမလို့မလဲ
မင်းတို့သွားတော့တယ်ဘုံမပဲကြံခဲ့ ပါပါလေဦးလေးဟာဦးလေးသားတော့မှာဒါပြီအဖေဘာလဲတော့အဖေဘာလဲတော့ ထုံးစံလို့ပြောနေတယ်ထုံးစံတိုင်းပေါ့ ပုတ်လေဘာလို့အဖြူတွေတောက်နေရလဲမင်းက ဟဲ့ငါအပြူမတော့လို့ပါတော့မှာ ကျွန်တော်ဝယ်လာတယ်လေ ဘယ်မှာတော့ ဟာကိုကျော်က ဟေးငါလည်းဘာတော့ ဘောလည်းကျွန်တော်ဝယ်ရချင်စီယူခဲ့ဦးလေဒီတူကလေ ငါမေ့သွားလို့နော်မင်းတို့စိတ်တို့တော့ငါဝင်လာတာကိုမေ့သွားတယ်ဒီမှာဦးလေးပါဦးလေး အဖေအကုန်ဝယ်လာတယ်ဖေး ဟာဟဲ့သွားနေသွား ဟုတ်ကဲ့ဟုတ်ဦးလေးဒီမှာခွက်ဒီမှာလေးဘာနဲ့တော့ အေးခွက်ထားတယ် ဟုတ်ကဲ့ ငါတောင်းမင်းတော့သိနေတယ် ရ တောင်းမမင်းကြီးဘူးသိနေတော့ ခုနဦးလေးဒါတော့လေ ငါသိလို့သိပါ ဟုတ်ပါပြီအနေနဲ့တော့ပြူမေးတယ်မလား ဒါမီးရောအားရော ဒီကောင်း ဖေးတောက်ပြီးစားဟို ဘာတော့ခေါင်းဆွဲကြတောင်းစားပြီလား တမစားသေးပါဘူး တိုင်းအဖေမလုပ်ငန်းကလည်းအဆင်မပြေအဲ့တော့ပုံမှန်လက်စားလည်းမရှိတော့မင်းမဲအာကူနေရဟေးအဖေဒီချားရမှာရက်ကလေးတမြမြနဲ့လုပ်နေတာကိုမင်းမြင်ရတော့မင်းရင်ထဲမှာဘယ်လိုခံစားရတယ်လဲကွာ လို့မခံစားပါဘူးခင်ဗျာကျွန်တော်ငယ်လေးတွေကဖေးကျွန်တော်အဖေလိုအမေလိုပြည်သူကျူးဝင်လာခဲ့တာကျွန်တော်ရွယ်လဲရောက်ပြီကျွန်တော်ဘွဲလဲရဖိတ်တောင်ကြည့်ပါရဲ့ပြီးတော့ဖေးရက်တော့တယ်ဆိုတော့ရက်တော့တယ်ဆိုရင်ဖေးရက်သမားကြီးမှမဟုတ်တာဖေးဖေးရက်ကိုလောကကြီးမချေတဲ့ချက်တွေရက်နဲ့ထိန်းချုပ်ဖို့တောင်းနေရဟုတ်တယ် မင်းငါ့ကိုတော်ထင်ကြီးနေတာပဲကွာဒီမှာငါတောက်တာလေကြိတ်လို့ကိုတောက်တာ ဖေကျွန်တော်အဲ့ဒါစကလုံးပပလေးနဲ့ချုပ်သိလို့မရဘူးဖေဖေလောကကြီးကိုမချေနဲ့တဲ့မချေနဲ့ချက်တစ်ခုကိုဒီရက်နဲ့ထိန်းချုပ်နေတာကျွန်တော်ခလေးမဟုတ်တော့ဘူးအစာရေးကြကြီးဖြစ်နေကအစာဝတ်တယ် ဘာလို့ဘုရားငါစားရင်မင်းလည်းသိဟုတ်တော့ဘူးဆိုတဲ့ကလေးတဲ့ဆုံးနေပါလားကွာဘိုးကကြောက်စရာလား အကြောက်တယ်ဗျာကျွန်တော်ငယ်ငယ်လေးကျွန်တော်ချားကောမကြောက်ဘူးကျွန်တော်အဲ့ကောင်မြေကလိကလိကြဗျာဖယ်သားပါ ဘာလို့လဲသူဘာမှလဲဟဲ့ဟဲ့ဘောအာဒီဘိုးကွာဘာလို့လဲဘိုးဟာတွေ့လို့လေဟေးဘိုးဟာမင်းရလေကွာပိုးရမယ်ကြောက်เสียကြတာမင်းရလေ ဟောမွေးရကျတော့ကြောက်တယ်ရဘာဖြစ်လဲပြောကြောက်တော့ ငါပိုးရတာပြောပြကြောက်တာတည်းဦးလေးသမင်းဆောင်တိုင်းပိုးရတယ်ဟာဗျာဗျာလဲကတော့ကောင်းမှငါးကြော်နေပဲကဲလဲလဲ မတော့ပြတော့ပြီ လာပါကွာမင်းတော့လာ တော့လာပါကွာမင်းလဲကဲလာပါကတော့လဲလာလာကွာရောမင်းတော့ငါးကြော်မင်းကြိုက်တဲ့ငါးကြော်လာသမင်းဆောင်ငါပိုက်တာဦးမင်း ဟုတ်ပါပြီ တော့ကွာမင်းတော့ ။
တော့မေးပြပြီးပြီတော့ တော့နေ ကိုထုံးနဲ့မမဆိုနေတာသိရရှိရမယ်နော်ပြီးတော့ဆက်စိတ်ခံပါတယ်လေမဆိုပုံစံတစ်မျိုးကြီးပဲ ဆွဲဟာမက်ဆိုလည်းကရိုးသားချင်းကိုတည်းတော့ရသူနဲ့တူသွားတယ်ဟိုရတော့လည်းအခန်းချင်းကကြနေဆိုတော့ roommate လို့ဖြစ်အရင်ခင် အင်းလေးမြင်ရမှာမဟုတ်တာ နာသက်သမားတို့နဲ့ပေါ့ တိုးပါအောင် မဆိုဘာလို့မရ အငင်းကက်လို့မရဘူး အဲ့တော့ချစ်ချင်းစာငင်းကချင်းရတယ် အိမ်တော် တော့မကြောက်တယ် ကြောက်တယ် ဆွဲအောင်မကြောက်ဘူး မဆုံးတော့ဘူးတော့တယ် အိမ်ရောဘာကြောက်တာရှိလို့ အော်ကြောက်တယ်ရှိတော့အဲ့ကောင်ကြီးကတော့တုံးစီနဲ့အယောင်လည်းဘာမှမသိဘူးတခါလေအမိကိုလေဖြတ်အာပြောနေအန်နေလားပေါ့ဟိုလေမွေးရတော့ကောင်းအောင်ကြောက်ဘူးလားတရလည်းမကြောက်တစီလည်းမကြောက်ကွာဘာလို့မှမကြောက်အဲ့ကောင်တော့ကြောက်တယ်ကွာကြည့်စီ အဲ့ဆိုရင်အတော်ပဲနောက်တစ်ခါပြောစကားနားမထောင်အိမ်ထောင်နဲ့ကိုတို့ပြင်မယ် ဟာဒီကနေ့ပတ်သက်လာအတရှင်းလေးပဲလားအင်ညာလေးအထိမကန် ဒါနဲ့ကိုပြောလို့တယ်အဆင်ပြေရလား ပြီပါရဲ့ဝယ်ရောက်ခါသားလीဒီကောင်ကြီးမှာအင်ညာနေအဲ့လောက်များမယ်ဟုတ်ပါဘူးဒီကောင်ကြီးမှာအလုပ်တွေအဲ့လောက်များမယ်လို့မထင်ဘူးကွာခုမှလုပ်တယ်တော်တော်များတာဟိုရောက်တယ်လုံးဝလည်းမနာရသေးဘူးထမင်းစားဖို့ရှင်တော့မနေ့လူပြီးစားနေတာ ကိုတို့ကျမယူလည်း view ဆိုင်အောင်လေဟိုအလုပ်တွေပဲတိတ်ပင်ပန်းလုပ်မနေနဲ့ဟိုနောက်ပြီးတော့ကိုကျမယူလည်းဆရာဝန်လေးပါလေးနဲ့ပြပြီးတော့တေချာဆန်းဆန်းကြည့်အောင် ကိုကျမရကောင်းပြီလားကိုကျမိမ6တော့တပြန်နဲ့ယူလို့ရတယ် မိမ6တော့မပေးဘူးအိမ်ကြောင်6အောင်လုံးထည့်ပေးလိုက် တော်ကြီးလူကြီးပဲလို့တော့ပြကိုစိတ်ပိုင်းဆိုင်ကျမရရတယ်ဆွေးစားကိုနားမှာရှိနေနောင်နောင်မီပဲ နောက်တစ်ခါလေကြောစကားနားမထောင်အိမ်ကြောင်နဲ့ကိုတို့ပြင်မယ် တားလေ ရမယ် အလုပ်လုပ်ရတာအဆင်ပြေရလားတာ ဒီဟာလေဓမ္မသာတော်ကြီးထင်တော်ရအခုလုပ်ကြည့်နေမှာစိတ်ဝင်စားကောင်း ကဲဟုတ်ပါပြီအော်ဒါနဲ့လေတားဆန္ဒဆောလာသေးလားတာ ဒီဒါဆန္ဒဆိုမဟုတ်ပါဘူးသူလာတာစိတ်ညစ်လို့ ကြေးလိုက်ငားလိုက်နေလိုက်ပေါ်သားရဲ့သူ့ကြည့်ရတာစိတ်ကောင်းရှိပုံတော့ရပါတယ်သားရဲ့ဒါပေမဲ့လေဒီကလေးမကြောင့်စောသက်ပိုင်စိတ်အနှောက်အယှက်တော့မဖြစ်စေချင်ဘူးသားရဲ့ တာဒီပါမယ်တာသူအားလုံးနားလေးအောင်ပြောပြီးသား အေးကောင်းတယ်သားကောင်းတယ်အော်သားရဲ့သားအောင်အမေတခုပြောအောင်မယ်ဒီလားဟိုအမေမန်းလေးမှာဖွင့်ထားတဲ့ market ကိုလေအမေကဟိုမန်နေဂျာဦးလာမင်းကိုလွှဲထားတာကြားလာပြီသားရဲ့အဲ့ဒါမနေ့ကမန်းလေးကိုသားလေးသွားရလေ အကောင်းတယ်ဒါပေမဲ့မန်းလေးကဖျားကြီးလည်းဖူးကျင်တယ်တခီးရသွားရင်တော်ဝင်တယ်တော် အေးပါသားရဲ့မိမိလည်းဖုန်းဆက်ထားတယ်ဒီလားဦးလာမင်းကလည်းသားကိုတွေ့ချင်ပါတယ်တဲ့တကယ်တော့ဦးလာမင်းကမျက်နှာလွှဲရလောက်အောင်ယုံကြည်စိတ်ချရပါတယ်ဒါပေမဲ့ကင်းကွာနေတော့လည်းဘယ်ကောင်းမှမလဲသားရဲ့ဟုတ်ဘူးလား မမေတာသွားလိုက်မယ်အမေကစောသက်မိုင်စီကဖုန်းဆက်တော့မလေးကြည့်ရတယ်နော် အေးပါအမလေးအော်အဲ့ဒါဆိုသားလေးလေဒီညစောစောနားယူပြီးရင်ရေချိုးတမဲစားအိတ်တော်တော့တာအေးဦးဝင်နော် ဟုတ်ပါလေ ဦးဝင်အော်ဒီမှာသူဦးဝင်ရဲ့ biography ရဆိုတက်က60ကျော်ပါ 60ကျော်ဟိုဒီလိုရှိတယ်ဦးဝင်ကျွန်တော်တို့ကုံကလည်းဦးဝင်တို့လိုအရွယ်ဝန်ထမ်းကြီးရှိပါတယ် ဟုတ်ကဲ့ ဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုဝန်ထမ်းကြီးတွေကိုအထက်စီးကနေပြီးတော့စကားပြောဆိုဆက်ဆံတာကိုငရဲပေးလို့ဖြစ်မှာဦးဝင်တို့အသက်နဲ့ကြတော့လေအော်ဟိုအားတော့နာရဦးကတခြားနေမှာစုံစမ်းကြည့်ပါဦးနော် ကျွန်တော်အေးစစ်စစ်လှုပ်လို့ဖြစ်မလားတော့လား ။အော်အဲ့ဒါဆိုတခြားနေရာမှာကျင်းနေသွားစုံစမ်းတော့ဒီမှာအေးစေးလုံးမရှိဘူး။အာလှုပ်ရှားသွားလာအများနဲ့စူပူနေရတာအလုပ်ရများတယ်လေကျွန်တော်ကုန်များ။သူများကုန်တယ်မျိုးအလုပ်များတယ်။အသက်တောင်တူသွားနိုင်တယ် အာတက်တူမယ်ဆိုရင်မဖြစ်ဘူးကျွန်တော်ပြန်မှဖြစ်မယ် ။အာအသက်ရှင်နေတယ်မလား။အဲ့ဒါဆိုပြန်တော့ ဒါဆိုဒီမှာလှုပ်တဲ့လူတွေကတက်တူကြမှာ ကျွန်တော်တော့ရှိတယ်။အသက်ရှိတယ် ဒါဆိုကျွန်တော်ပြန် ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ ဟဲ့ကောင်ဘိုးဘိုးမင်းဘာလာရှုံးလို့လဲဒီမှာငါအလုပ်လုပ်နေတယ်ကွာမင်းကဘာလို့မမေးဘူး ကိုကျွန်တော်သိတယ် အဲ့ဒါဘောကဘာလို့မသိရ ဟာဒါဆိုကျွန်တော်ကိုကြီးရဆိုကြကြမလို့ မင်းเจ้าငါအကုန်သိတယ်မင်းပြတယ်ဘာလာရှုံးလို့ကွာ ကျွန်တော်လည်းဟိုဂိမ်းပါလေဂိမ်းဆောင်တူလူရှိတယ်ဆိုတာလေ အေးလေ အဲလာလျှောက်တာ ဘာမင်းကဂိမ်းဆောင်အလုပ်အတွက်လာရှောက်တာ ဟုတ်ကဲ့ ဩတီဗီဝတ်စီဗီ ရဘယ်အောင်ရှိရလဲ ဟုတ်ပါဘူးငါတီဗီလို့ပြောတာငါတီဗီမင်းကငါတို့အောက်ခြေလူတန်းစားတွေရဲ့
ဘဝကိုနှိုက်နှိုက်ချွတ်ချွတ်လေ့လာခြင်းလို့မြေဒီချိုးချိုးလိုက်တယ်မလားဟမ် ဟုတ်တယ်ကျွန်တော်စဉ်းစားကြည့်ရလေအလူတွေကကြက်ကြော်ဟာမှာကတော့ဆိုရင်လူတိုင်းကြိုက်ကြတယ် ပါလား ဟာမဟုတ်ဘူးလေဗျာကျွန်တော်သဘောမပြောတာပြီးတော့ဒီခြေခံလူလွမ်းစားတွေထားကြတယ်ငပိရနဲ့တိုးစရာတို့ရေလိုတို့ကြတော့လူတွေကမကြိုက်ကြဘူးဗျာအဲ့ဒါဘာကြောင့်လဲဆိုကျွန်တော်သိချင်တာ မင်းတတိုင်ရတော့မစိုးပါဘူးဒါပေမဲ့လူမြင်မတော်ဘူးထင်တယ်တော့ဟဲ့မင်းဒီလိုလုပ်မှာ ဟုတ်ခဏသိရလားအေးကျွန်တော်သိပါပြီခဏသိရင်ဝမ်းရမယ်ထားလိုက်တခြားလူရှောင်းပြောနေပေါ့ဒါဆိုရင်ပြီးပြီ ကဲဟုတ်ပါပြီကွာမင်းလှုပ်ချင်တာလှုပ်ပါတော့မင်းကရှောက်လိုက်ပဲမလိုပါဘူးကွာမင်းဘာလှုပ်ချင်လဲလှုပ်မင်းကုန်ပြီမင်းကြိုက်တယ်လှုပ်လို့ရ ကျွန်တော်ကအပေါက်ဆောင်နေတယ် ဟမ်တောင်းအပေါက်တင်ဖို့မင်းကြိုက်တဲ့ဒီကုန်မရှိမှအပေါက်တွေမင်းအကုန်စောင်းလို့ရတယ် မဟုတ်ဘူးလေကျွန်တော်ကအဝင်တကားကြီးပတ်ဝဲဆောင်နေ အေးအဝင်တကားဂိတ်ပဲစောင်းစောင်းအိမ်သာတကားပဲစောင်းစောင်းမင်းစိုက်ပြင်းနေတာစောင်းနော်ဒီဟာပဲလာမပေးနဲ့တော့မင်းလှုပ်ရတယ် ဒါဆိုကျွန်တော်အလုပ်ခံလိုက်ပြီ ခါလိုက်ပြီဒီမှာလှုပ်ခံနေမှာမင်း ဟိုလာကဩလာကလည်းမင်းကြိုက်တော့ထုတ်သုံးကွာ ဟုတ်လေလေအဲ့ဒါကျွန်တော်ဒီမှာရှိတဲ့ပတ်သက်နေကုန်ကြီးကျန်တော့မဟုတ်ဗျ အဲ့လိုတော့မလုပ်နဲ့လေကုန်ပြီးပြုတ်သွားပါဦးမင်း အဲ့ဒါအတိအကျပြော ဟိုကတတောတလားစောင်းတာ တောင်းကျန်ဆို အေးမစိုးပါဘူးလုံးနေတယ်မင်းအားလုံးကိုကဖြစ်ကုန်မတော့ရောက် ဖြစ်ပါဘူးငါတပြောမယ်ငါသိရတယ်ငါဝမ်းတော့မထားဘူးသူ့ကရှောင်းဆုံးတယ်ကျွန်တော်ရေပြက်ကုန်မယ်ဗျ ဒီပါငါတော့မပြောဘူးငါဘယ်သူမှမပြောသိချနော်အဲပြဿနာတုံးတရားပေါ်လာရင်တော့မင်းတော့ငါနဲ့မဆိုင်ဘူးနော် ဟုတ်ပါတယ်ငါလည်းမဆိုင်စရာဘူးကျွန်တော်ရရတယ် ရပြီမင်းသွားကြရသွားပြီလုပ်ချင်တာလုပ်လို့ရပြီသွားတော့ငါတို့မှတ်ထားတယ် ဦးရတကယ်တော့ကောင်းတယ်လေလားအားကြောင့်အသားများတော့မျက်နှာရဲ့ချစ်စရာကောင်းတယ် ဟမ်ဩဒီကောင်ငါနှာတာမနာလို့ဟလား ဦးလေးကိုပြောရတယ် ပြောင်းလာသေးဘူးတမီး တမသေးဘူးဟာတမင်းနဲ့ဈေးသွားမယ်ဆိုချိန်သွားတာ အလုပ်တစ်ခုသွားလျှောက်တယ်ပြောတယ် ညိုမြအေးနေရတော့ဘလို့နေမှမသိဘူးငါတော့ကိုထုံးတဲ့နီးကနေရတာမျက်စိကနောက်ရောက်နောက်စီကရှေ့ရောက်တယ်ခြားရောက်နေညံ့နေပြီ ကိုပြောရတယ်လေဘာလို့နေမှလည်းမသိပါဘူး အပြင်လို့တခုလုံးမလို့တဲ့ဟာ ဒါကတော့တုံညုံမြအောင်ပြောထားပါလေသူ့မှာဘာစိတ်ကြွေရှိမှမသိဘူး ငါမြင်ပြောရတော့သူအပြင်လို့ဆရာအကြောင်းတော့မရှိဘူးကွာဟိုဘာလို့လဲဆိုတော့သူလည်းနာမည်ရတဲ့စားချက်တယောက်ပဲအေးစစ်စာရင်းနေကြတာပဲ စာရေးစရာဆိုတော့လည်းခက်သားလားကွယ်သူစိတ်ကိုငါတို့ပဲသိနိုင်ပါမလဲသမီးရဲ့ ဟိုဒီမောင်ဒီကောင်ကအပြင်ထွက်ပြီးလွတ်လို့လေဆိုအောင်ပါလေဟိုနေမြင်မြဟိုနင်းတဲ့ဒီကောင်နဲ့ဟိုယူရောက်ကိုစီစဉ်မှဆွဲပြကြတယ် ဟာကိုတော့ခိုင်ရတယ်ပြောချလိုက်တယ် ဟာဒီမှာရောက်ဟုတ် အေးကြားပြဟာရောက်တာ အစင်းပြေခဲ့တာက ပြီးပါလေအောင်တင်နေကိုလေဟိုနောက်ကျနေတယ်ဒီတော့ဆိုင်ကြီးကမဝင်ရ ညနေဈေးချင်းလာတော့မေ့နေ ဘယ်ရမေ့ရမလဲကွာကျွန်တော်ရေးကြည့်ကြတော့လုံးဝမေ့ဘူး ပြောရတော့ကောင်းပါရဲ့လေပြီးသူရဲ့နောက်ကြ ဟောနောက်ကျနေဆိုတော့မန်နေဂျာနဲ့ဝင်တွေ့နေရတာအဆင်ပြေတယ်အလုပ်ကိစ္စအကုန်လုံးအဆင်ပြေတယ် ဘာလုပ်လဲ ဟာပြောချင်တယ် အေးပြောတော့မှဝါရောက်သေး တော်ကြီးရဲ့ ဟိုဘာတောင်းလဲမင်း ပေါ့ဆောက်ကိစ္စလုံလုံရေး လုံချုံရေးအဝင်တော့ကလုံချုံရေး ဟုတ်တယ် ဟာကိုတို့ကမင်းတို့ငါတော့အံ့ဩပါတယ်စာတခါရေးလို့ရှိရင်စာမတကူကိုတောင်းသိန်းစီရနေလူကလုံချုံရေးကိပောက်ဆောက်ဝင်လို့ပဲလို့ငါတို့မင်းနားမလဲတော့ရောက်ပြီဘလို့မှခံစားလို့မရတော့ဘူး ပြီးပါဗျာခင်ဗျားတို့အတွေးခေါ်မရှိတဲ့လူတွေကတော့ကျွန်တော်လူပဲမြင်ရမှာပေါ့အဲ့မဲ့အတွေးခေါ်မြင်ပါတဲ့ကျွန်တော်ဘာလုပ်မလဲဆိုတော့စောင့်ကြည့်လိုက် ဟုတ်ပါဟုတ်ပါ ဟေးကျွန်တော်ညသေးလိုက်ပို့လိုက်မယ်နော် အေးသား ဟာအတော်ပဲငါလဲလိုက်မယ် ဘယ်လိုက်ပါလဲဘယ်လိုက်ပါလဲ မဟုတ်လေကိုမိတ္တရာနဲ့ပြင်းနေမှာသူ ပြီးဘူးလေအဖော်ပါလေအဖော်နဲ့ဟာဟာ ဟုတ်ငါလည်းအတော့လိုက်ဆောင်မယ်လေမဟုတ်လေဒီတော့လူကြီး ပြေးသွားမလား အေးသမီး ဒါလို့ကြတော့မခေါ်ဘူးလားနော်ဟုတ်တယ်နဲ့ကျတော့ခေါ်ပြီကောင်းပါလေသွားနော်အတွေးကိုရှိတယ်မင်းဘာလုပ်မယ်စောင့်ကြည့်နေဦးနော်ဟိုဦးလေးဟိုဘာလုပ်နေ နှကောင်းအပေါက်ချက်နေတာ ညာ ဒီစကားမရသေး3နှစ်လောက်ရှိတယ်သူကငါကြားတယ် အကျဉ်းပါဘောကွာကိုဘောမှာအချစ်ဆိုတာယူလောက်ကြီးတစ်ခုကိုလှုပ်ပြီးကြားခဲ့ရတော့ကို့ဖေရမပြောအမေရဲ့ကိုငယ်လေးကဆုံးသွားတာတဲ့ကိုဘောမကြောက်ဘူးကြားကျင်တာ ကိုပြောအေးအောင်လို့ချင်းရေးဖို့စကားလုံးကြီးပြင်ညာလား
တကယ်တော့အချစ်ဆိုတာချစ်တူပေါ့ပါလေရှင်းတယ်ဒီလိုကြာပြီးတော့လေဆိုရင်အဲ့အချစ်ဆိုတဲ့နေရာတာဝန်ဆိုတာစားထုတ်လာအောင် ကောင်းတယ်နေပြီအဲ့လိုနဲ့သားရှိတဲ့စကားကြီးပြောတယ်လို့ဒီမြောက်ရွှေခဲ့ဆက်ပြောပါဦး ဟောဆက်ပြောရမယ်ဆိုရင်တော့ချစ်သူတွေဘွားရဲ့နောက်ဆုံးမှာတာဝန်နဲ့ဆုံးသက်ကြတယ်အဲ့တော့အခုတဲ့တာဝန်ဆိုတာကိုကောင်းတဲ့ကိုထည့်ပြီးတော့ရှင်းပြမယ်ဆိုရင်စဉ်းစားကြည့်အောင် ရဲကောင်းနော်စဉ်းစားတော့တယ်ဒီသွားလဲ ဘယ်ကမျိုးသွင်းတောင်းလဲတွဲသွားနေလဲ ဟာကိုလုံးနေတယ်အလုပ်ယူဒီကေးပေါ့မှာကိုမြန်ရှိ ဟောအပြင်ကြရတာကြုံမှာ ဟုတ်အချိန်ရတော့ကျွန်တော်ချိန်ခိုင်းတော့မပြော ပြီးရလေအကောင်းနော် ပေါင်းသွားတယ် မအကောင်းတော့တက်တာ ဟာကိုပြုတ်ငါကပါခိကတိုင်းဘာလို့ဩတိတိဖေးဦးစောက်နေတာတကောင်းပါဦးစပိုးတော့တခိုးလိုက်ရိုက်ပြီဦးဆိုင်ငါပြောတာပြီမလုပ်ပါနဲ့ကိုပြုတ်ကျွန်တော်ခုမှမခုတဲ့တာတခါတလေငါးလေးနှစ်ကောင်လောက်ပဲဟမ်အဲ့ပြောတာကျွန်တော်ဘာလို့အဲ့အပေါ်တော့မပါဘူးထမင်းကြိုက်တော့မှသူများစီကကတ်စားပေါ့ပဲ 牛哪边的？我这种路这样了，你都这样了。我这样我们那家过夜，这跳都出来，这样玩。什么呀？你这样玩了？好的，你这样玩。对家了？啊，对家玩的，过去玩的。怎么来着？啊，没来嘛，没过去玩，这种路这样了吧？哦。ကိုဖြူခုလိုမမေးနိုင်ကြတာရမ်းကောင်းတယ်သိလား ဒါမမင်းကြီး ဩကိုဖြူကလည်းတိတိနဲ့နောက်မလေးနဲ့လေကိုဖြူတို့အုတ်တော်တာကောင်းတယ်လို့ပြောတာအခုဆိုရင်လေဟိုလေဟိုမန်နေဂျာကိုကြီးတိတာစောစောလာတယ်သိလား ဘာပြောနေလဲဗျ ကိုဖြူမနာနဲ့တော့ဗါလေကိုဖြူကစိတ်ဆောက်နေတာဩဒါမြတ်ကိုဖြူရေရုံးခန်းဝင်ဆောင်ပေါ့ဘာလို့ဒီမှာထိုင်ဆောင်နေရတာလဲ ဟောလေကျွန်တော်လုပ်နေတာဒါကျွန်တော်နေရလေကျွန်တော်ဂိတ်ဆောင်နဲ့လုပ်နေတာလေ ခိဆောင်တာဟုတ်ကိုဖြူမနာနဲ့တော့ကိုဖြူကလည်းတကယ်သိတော့တာပဲဘာမှလည်းမသိ မနှက်ပါဘူးကျန်တော့ပါကိုလုပ်တော့နောက်ကြတယ်တော့ အာကိုဖြူကလည်းနောက်မကြပါဘူးရပါစေကိုဖြူကလေ တော့နောက်ကြနေမယ်နောက်ကြတယ်စောစောလာနောက်ကြတကားဖုံပိတ်ထားမှာတော့ စောစောပဲလေ တော့နောက်ကြနေမယ်သွားတော့ ကိုဖြူအောင်ဆုံးပါလားနောက်ကြတယ်ဆိုရယ်ဘလို့မလုံးကိုဖြူကခေပဲတော့သိတော့ ဟုတ်ဗျလုံးကြမှာပြောရတယ် ဒါကျွန်တော်လုပ်ပြီ 啊，不必的。 ကျွန်တော်အပေါင်းဆောင်လေကျွန်တော်လုပ် 啊，表演来着，表演来着，过夜过这个过夜这个的，这路表路唔路啊，无哩，就到到了，中间来开下来，在路起来过来，俺看我 ဒီနေ့အမကျွန်တော်ကြည့်ပြီ
ဘယ်လိုဖြစ်တယ် မကျွန်တော်သိလို့လား အိုးမမဆိုဒီပေါင်လေးကိုဘာဖြစ်လို့မသိရမှာလဲဒီတပြိုးလေးရဲ့အဲ့လိုမတော့အောင်လေမမဆိုလေဒီပြိုးလေးကိုလေညနာလေးကိုအရင်တက်ကြည့်နေကြည့်နေတာအရင်ချစ်ကြတာလေ အော်ဟောတီးပြီ တိပြီ သဘောပေါက်ပြီ သဘောပေါက်လိုက်တော့အဲ ကျွန်တော်စီတော့မင်းရခဏခဏလာတယ်ဗျ မိတ်ဆက်စားလေးလာလေ အေးလာတဲ့စာရီထဲမှာဓာတ်ပုံတွေမပါတော့ကျွန်တော်လူတွေကိုမသိဘူး မသိဘူး ကျွန်တော်စာတော့ပြန်တယ် ဟုတ်လားမမဆိုကြည့်လဲစားပြန်လဲလား စားပြန်တယ်စားပြန်တယ် ကောက်လေအဲ့ဒါလည်းကြောက်ပြောနေရလဲမိတ်ဆက်စားရေးအောင်ပြိုးလေးကဘာလို့လို့လဲ ဖိုက်ကြလေစိုက်ကြမဆိုရုံးထဲမှာလေကျွန်တော်စာရေးဆင်ဆိုရှောင်းပြောနေနော် ဒီလုံးနဲ့မှမပြောအောင် ပြောတယ်ဘယ်သူမှမသိဘူး အေးမပြောဘူးမမဆိုလည်းမိတ်ဆက်စားလေးရေးတယ်တပ်ပုံနေလည်းပေးအောင်အေးဟုတ်ပြီအဲ့ဒါပြိုးလေးကအရင်တော့တာဟိုမှာဒီစာရေးတဲ့အကြောင်းမပြောဘူးနော် ဟောစာ ဟိုမှာစာရေးတဲ့ဒီလိုစာရေးတဲ့အကြောင်းလေမမတော့မပြောဘူးလေအာဘာလို့ဆက်ပြောနေရလဲအရင်တော့တာမလားအထဲထဲမှာသွားပြီးအဲကွန်ခါထဲမှာပတ်နေမလား အဲ့ဒါလည်းမပြောလေဒီမှာအပေါက်ဆောင်မယ်လေ အပမဆောင်းလို့မရဘူးလေမလေးမမပြောမယ်မုန်းနေလည်းပါတယ်ကားပေါ် ဟာမရဘူးအပေါက်ဆောင်မယ် ဟိုလာမပြောလေးရဲ့ ဟာကလာလေကလာ အဲ့ဒါလည်းဘာဖြစ်လဲသူများလည်းခိုင်းပြလိုက်တော့ပတ်ဘယ်တော့မှအပေါက်တော့ပါလေသူကသူကားပြလိုက်တယ်ဟုတ်ပါဆိုမရှင်းရလဲပါတိရပါအော်ညီမလေးရဲ့မမဆိုပြောတာနောက်တော့တမဒီမလေးအပေါက်တော့မဒီရုပ်ဒီရည်နဲ့ဒီဝတ်သားတွေနဲ့သာပြောလေတခါစစ်ပွင့်လေခြံလေးလက်ပွင့်လေဟုတ်တော့လေကုထုကလည်းအထင်းမှာပြောတယ်ရှင်မပြောဘူးအဲ့ဒါပြောတာဘယ်တော့မှလာလဲဘယ်ဟာမှလာလဲဘယ်ဟာနေပြီဆိုရီအပေါက်လည်းမဆောက်တော့ဟိုဆက်တာအေးချက်ချက်ထားပြောတယ် လူကနေလို့ဗျာဘယ်လိုပါလဲဒီက ဟုတ်ကဲ့အဲ့ဒါပြောပြနေတော့ဘာလို့မလိုက်ရပါဘူးဟုတ်ပါရဲ့ဘာဖြစ်နေကြလဲအော်ဒီမလေးပုပ်ပုပ်ကလည်းမပြောဘူး ပါရှင်းပါရှင်းဟိုကျွန်တော်ပါ ဘာလို့သိရမှာလဲကိုပြောရတယ်လေကိုကိစ္စကိုပုပ်ပွင့်လည်းမပြောကဲလာမမဆိုနေဆွဲဘာလို့လဲဟိုမှာဒီဝတ်စုံကြီးနဲ့လေအပေါက်ဆောက်လို့နေလေပေါက်ပေါက်ရှင်းရမှာလေပြောအခုဖြိုးလေးရလေဖြိုးလေးရအမေကြီးရဲ့လုပ်ငန်းတွေအကုန်လုံးသွားဆွဲလိုက်ပြီလေသူ့ဘိုင်းတွေပါအကုန်လုံးသွားယူထားတာဆိုတော့အဲ့တော့မမဆိုရဲ့သူကအဲ့အောက်ခြေသိမ်းအလုပ်ကအစားအကုန်သိအောင်လို့ဆိုပြီးတော့အခုဒါဝင်လုပ်နေအော်အောက်ခြေသိမ်းလုပ်တဲ့ကနေမှစပြီးတော့တိုးတက်ရတိုးတက်တောင်းလို့သိနေတာတစ်ထဲလို့တော့မနေသေးဘူးအောက်ခြေသိမ်းအလုပ်ကသိပြောလေမမပြောလို့ကသိမှမသိပါအဲ့ဒါပေါ့အဲ့ဒါကိုဖြိုးလေးကရှင်းရှင်းမပြောအခုရှုပ်နေတာအခုရှုပ်နေတာပဲအကုန်လုံးကိုသမီးရဲ့ညုံလေးချက်တွေပြည့်စည်ကုန်ပါပြီဖေကြီးရဲ့သမီးကလေသူ့အကိုတယောက်လို့ချစ်သူတယောက်လို့လေးစားထားခဲ့တာသူဒီလိုမျက်နှာများလိုက်နေတယ်သမီးထင်လို့မထင်တော့အခုလို့သမီးစားဘွားမှာတော့ဒီလိုမျက်နှာများနေမယ်ဆိုရင် โอเคပါသမီးရဲ့ဖေဖေကြီးသူ့ကိုတတိချာမေးပြီးတော့ဆုံးမပေးမယ်ဟုတ်လားဒီဒါပေမဲ့ဒီကောင်ရှိအောင်ရှိရလုံးလိုက်မယ်လို့တော့အဖေကြီးမထင်ဘူးသမီးရဲ့အကြောင်းတစ်ခုတော့ရှိပါလိမ့်မယ် သမီးကိုယ်တိုင်မျက်စိနဲ့ကိုတက်အမြင်ခဲ့တာဖေရဲ့ဟိုကမိန်းမတွေကလေဖယ်တယောက်ညာတယောက်နဲ့သူကအဲ့ဒါကိုတာရနေရနေမှာပေါ့သမီးရောင်မှာဝင်ပြီးဖြည့်ရှင်းမလို့မကောင်းတဲ့လို့ပြန်လာခဲ့တာ စားပြီးလောကတွေကသူ့အတိမစ်စုတွေဖြစ်နေရင်ကော ဖြစ်နိုင်မှာဟုတ်ဖေရဲ့မိန်းမနဲ့ယောက်ျားဒီလောက်သိရုံနဲ့တော့ဆွဲလာရလားမလုပ်ပါဘူးသမီးတို့မယုံ ကဲသမီးရဲ့သားပြလာရင်ဒီကိစ္စကိုပြီးရှင်းပေးမယ်နော်ဟိုသားနဲ့ပြန်လာကနေပြီပဲသမီးစောင့်လိုက်ပါလား မဆောင်တော့ဖေသမီးပြန်တော့ အေး ပြန်သွားပြီချက်ပြုံရောက်ကြပါလေဖေးဆက်ပြန်လာပြီဖေးညွှန်ရလာပါသေးလား ဒီလာသွားတယ်မင်းအကြောင်းကွာမျက်ရည်လေရွှေနဲ့လာတိုင်သွားတယ် အဲ့သူ့ရှင်းပြမလို့ပြသူ့တော့ရှာတာမတွေ့ဘူးဆိုင်မှာလည်းမရှိဘူး မင်းညုံပြအောင်ရှင်းမပြခင်မှာငါ့ကိုခိုင်းလို့အောင်ရှင်းပြငါအစဆုံးနားထောင်ပြော ရှိကတည်းကဗျာတားတာအေးစိတ်ကေးပေါက်ဆောင်နေတာဗျာဘယ်မှမနေဘူးလည်းမသိဘူးတောက်အတင်းလာဆွဲပြီးတော့ရုံးနှန်းလေးကိုလာတဲ့ဒီမှာမနေသိခါကြရဆိုပြီးတော့အတင်းခေါ်လာဗျာတားထင်တာတော့သူတို့ကတောက်ကိုစာရေးဆရာချွေးထုတ်ကောင်မသိပုံရတယ်ဗျာဒါစာပေလောကမှာဒီလောက်နာမည်ကြီးမှသာအခုမှပဲသိတော့သူတို့ကတားရပေးတဲ့ဖြစ်နိုင်တယ်တောက်နေရာမှာဒီမှာရအောင်ပို့ပေးရနေရာမြင့်ပေးရမြင့်ပေးရ ဒီပါညုံပြနားလေးအောင်ပြီးရှင်းပြလိုက်ပြီလေအဲ့တော့မင်းကဗာဆက်ဖြစ်ချင်တယ်ဒီကနဲ့ပတ်သက်တယ် တာညုံမြထင်လို့တော့မခံနိုင်ဘူးဗျာတားထင်တယ်အဲ့ဒီမင်းမနှစ်ယောက်တောက်ကိုဆွဲလာရန်လာလုပ်နေတော့ညုံမြမြင်ကောင်းဝင်ရတယ်ဗျာဒီလိုကြည့်တာလောက်ရတော့စိတ်လည်းမပါတော့ဗျာ
အလုပ်ထွက်တော့ မင်းအလုပ်ထွက်လို့မရဘူးမင်းဒီအလုပ်ကိုဆက်ပြီးတော့လုပ်ရပါ ဒီနေ့တော့နားမလဲဘာမှမဖြစ်လို့ဒီလုပ်ကိုဆက် မင်းမှတ်ထားပါလောကကြီးမှာပြဿနာဘောစုံနဲ့ရှုပ်ထွေးနေတာဘဝအဲ့ဒီပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာလဲကာလအပိုင်းခြား၃ပိုင်းနဲ့ဖြေရှင်းရတယ်ဒီပထမအပိုင်းကလက်ငင်းဖြေရှင်းလို့ရတဲ့ပြဿနာတွေရှိတယ်ဒုတိယအပိုင်းခြားကချိန်ရပြီးတော့ဖြေရှင်းရတဲ့ပြဿနာတတိယအပိုင်းခြားဘဝတရတာတစ်ခုလုံးမြုပ်နှံပြီးတော့ဖြေရှင်းလို့မရတဲ့ပြဿနာရဲ့၃ပိုင်းရှိတယ်ပေါ့အဲ့တော့မင်းပြဿနာချိန်ရပြီးတော့ဖြေရှင်းရတဲ့ပြဿနာမျိုးဖြစ်နေတယ်အဲ့တော့ငါသားမင်းဒီလောကနေမထွက်ရဘူးဆက်ပြီးတော့လုပ်ရအောင် ဖေတောက်ဒီစကားကြီးပြောတာဒီမှာရွေချက်တစ်ခုခုရှိမယ်လို့သာထင်တယ်ဒါဖေကတော့နောက်တော့အားကြီးဆက်လို့ ကောင်း ကျေဖေတော့အားသာရေချိုးရမယ် အေးကောင်း ဖေတောက်ဖမ်းမြင်ထားမယ်နော်ပြင်းလူစားမယ် အေးကွာ ချွတ်ထုတ်ကောင်ဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဒီမေကြီးကိုပြောမှဖြစ်လိမ့်မယ် အခုမှလာပြီးမဖြစ်တော့ဘူးလေဖြစ်တော့တယ်နဲ့လာပြီးကြောက်နေတယ်နော်အလုတ်ခံတော့ရှင်ပဲခံထားတာလေ ဟို तू ကလှုပ်ချင်တယ်ပြောမှတော့မခံလို့ရမလားဟဲ့ ဟိုကိုကိစ္စကိုရှင်းပေါ့ ဒါပေါ့ဟဲ့က မဟုတ်ပါဘူးဟိုအဲ့ဒီကိစ္စတွေကိုမမေးရှိမှသွားပြီးတော့ဖြေရှင်းပြင်မယ်ပြောတာပါဗျာတဲ့ ဒီကြားရတယ်ဦးလဲဝင်မပြောနဲ့ ဒီမှာကိုကြီးရှင်ရလေဘာလို့လို့ပြပြရောမရှိဘူးကျမတို့မိန်းမတွေအုတ်ချုပ်တဲ့ဘုံကိုကြည့်လိုက်စမ်းတော့မပြဿနာဖြစ်ကြအောင်မြင်တယ်မလား ဒါကြောင့်ပြောတာဗောအကိုကြီးနဲ့ပုံပုံနဲ့ပေါင်းကြမယ် ဟာဘာကြောလဲ ဟိုဒီလိုပါဟိုကိုဖြိုးအခုတို့ဖြစ်ပြနေတာတွေအားလုံးကိုပြန်လဲဖြေရှင်းဖို့အတွက်ကိုဟာဒီကပုံပုံနဲ့ကျွန်တော်ဆရာကိုအေးနဲ့တိုင်ပြီးတော့ဆွေးနွေးပြီးတော့ကောင်းအောင်ဖန်တီးမယ်ပြောတာပါပုံပုံကလည်း ရှင်တို့ဆရာတပည့်တွေကလေပလင်းတူဘူးဆိုအတိုင်းတော့ကိုညင်းတာပဲလာမမေးရှိသွားမယ် ဟမ်တော့ငါမလိုက်ဘူးကျုပ်ချုပ်မင်းလိုက်တော့ အာကူမကြောက် မမေကြီးကိုမျက်နှာမပြချင်ဘူးလို့ပါဟာ ကျုပ်ချုပ်မနေ့ကကျရင်စောစောငိုင်းလာခဲ့ရုံးမဝင်ခင်ငါတို့မမေးရှိသွားလိုက်ကြမယ် ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ ဖြိုးထုတ်ခါငါသားလေးဖြိုးထုတ်ခါမှာဒီလိုအတွေးမျိုးရှိတာတော့လုံးဝမဖြစ်နိုင်ဖြစ်နိုင်တာတခုတော့ရှိတယ် ဟုတ်တယ်မမေရဲ့ဟိုကိုဖြိုးကိုလည်းလောက်ချင်နေတော့ကျွန်တော်တို့လည်းဘာမှပြောလို့မရဘူးပေါ့ဟိုနောက်တစ်ခုကဟိုမန်နေဂျာကိုကြီးကိုလည်းခွင့်ပြုထားတယ်ဆိုတော့ကျွန်တော်တို့ဘာသားလို့ရမှာတော့မမေရဲ့ အဲ့နဲ့မောင်ဝေးရော ဟိုကျမမမေးရှိလာတော့ကုမ္ပဏီမှာလူကြီးမရှိလို့မဖြစ်ဘူးလေအာသူ့ကိုထားခဲ့ဟိုပြီးတော့သူကလည်းကိုဖြိုးကိုလှုပ်ချင်တာလှုပ်ခွင့်ပေးထားတာဆိုတော့မမေကြီးကိုမျက်နှာချင်းဆိုင်မှာမျက်နှာပူနေရထင်တယ် အေးလေမမေကြီးကိုအခုလိုလာပြီးသတင်းပေးတဲ့အတွက်မင်းတို့နှစ်ယောက်စလုံးမမေရန်ကိုကျေးဇူးတင်ပါတယ်မမေရဲ့ဘဝမှာအင်မတန်ကိုမျှော်လင့်နေတဲ့သတင်းကောင်းတစ်ခုပါအဲ့ဒီသတင်းကောင်းတာမှတ်မယ်ဆိုရင်တော့မင်းတို့နှစ်ယောက်စလုံးကိုလေမမေကြီးပေါင်းစုပေးမယ်သီလား ရှင် ဟုတ်တာကျိုးထုတ်ကောင်လားတာတားကိုမန်းလေးမှာလားဘယ်မှာလဲတာ ဟုတ်တယ်မေသားကိုလောကိစ္စရအောင်လုံးပြီးပါပြီဒါပြန်လာတော့မလို့ပြေးပါမအောင်လေ ဒါလေးအဆင်ပြေတယ်ဆိုပြီးတာပဲဒါပဲနော်တာဟဲ့တားလေးဖြိုးထုတ်ကောင်မန်းလေးမှာပါ ကျွန်တော်တွေ့တဲ့ကောင်ပဲဘယ်လိုမှမန်းလေးရောက်သွားတယ်မသိဘူးနော် ဟောဟိုမမေကြီးစုမဲ့စားတီးလို့လစ်ထွက်သွားလားမှမသိတာမမေကြီးရဲ့စုမနေပါနဲ့တော့ ဟုတ်ပါတယ်မမေရဲ့ဟိုခုခေတ်လူငယ်တွေကလေဟိုကိုရီးယားကားတွေကြည့်ပြီးတော့ဟိုတထေးသားအိမ်မှာနေရတာစီးစိတ်တွေမွန့်ကြလို့အပြင်ထွက်လာတာဖြစ်မှာပေါ့ဟိုအဲ့ဒါမှလေအညာတရမကလေးနဲ့တွေ့အညာတရဇာလန်းလေးဖြစ်ပြီးတော့ဟိုချော့နေရလဲဘာလဲအင်ရတော့အညတော့ပါဟဲ့ နေပြောတယ်လို့ပဲဟဲ့နေပြောတယ်လို့ပဲနေပြောတယ်လို့ပဲ ပြုံးချိုငါမနေ့ကကုမ္ပဏီကိုလာခဲ့မယ်သူ့ဘယ်မှထွက်မသွားသေးတယ်ကြားလား ဟိုဒီကောင်မန္တလေးကနေပြီးတော့ဟိုကုမ္ပဏီကိုလေ ရှားမရှိစမ်းပါနဲ့ငါပြောတဲ့အတိုင်းလှုပ်ရှားမှာ ဟုတ်ကဲ့ပါ ငါလာမယ်ဆိုတာလဲ तू မသိစေနဲ့နော်ကြားလားဖြစ်နိုင်ရင်သူ့ဘယ်မှမသွားသေးနဲ့ကြားလား ဟုတ်ကဲ့ပါမေ ပုံပုံ तू ဘယ်သွားတယ်ဘယ်လာတယ်ဆိုတာလေလူတစ်ယောက်စောင့်ကြည့်ခိုင်းတော့ ဟုတ်ကဲ့ပါမမေအဲ့ဆိုတမီးပြန်လိုက်တော့မယ် အေးတော် ဟ
ဘာဖြစ်လဲဒီလိုနော်ဟိုရှောက်လိုက်ပဲရှောက်လိုက် ဟိုဒီလိုဟိုငါမှထားတဲ့ကားသားမသူကအဲ့တော့ဟုတ်ပြီနားလိုက်တူဟိုနားလိုက်ကြီးကနားလေဟိုကျွတ်တော့ဒီမှာတောက် ဟုတ်ဟမ်ကျွန်တော်လို့ပဲကိုလို့ကိုလို့မဟုတ် ကိုကြီးကလည်းအာနာပြန်လုပ်နေကြပြီဟိုအာနာမနေဟိုနားလိုက်ကြီးနားလို့လာရမတူဟုတ်အဲ့ဒီမှာပဲတောက်နေလိုက် ဘာလို့ပြန်လာတာလဲ။ဟာစောင့်နေလေ အာစောင့်နေလို့မရောက်နားမဟုတ်အနေမခံဘူးခဏခဏလို့ခဏပါလို့ကျုပ်လို့ကျုပ်လုံးမယ်ဆိုပြီးတော့ဒုတိခါကြီးကိုင်လို့မတော့ငါထားရိုက်ကိုဘယ်နဲ့လုံးမလို့ မလီကြောက်ကြလိုက်တော့တတိဝုန်းမရှိဘူးရှင်နေကြောက်သွားမယ်နော်ခီးရလို့ကဘုတ်ကပဲချန်တဲ့ဘုံ အမလေးတတိသားဟိုခုခုပဲချမ်းနေပြီလို့ရပါလုံးပြောသွားမှာမို့အမလေး ဟုတ်ပါလေကိုသွားနေတော့မနေကြလိမ့်မယ်တော့ချက်တမကလေးတို့တော့ဒီကကြည့်တာပါ ငါမတော်ရဲပါဒီနားတွေကငါဆက်ဥရဲငါဆက်ပါ ပါဂျီဒီရလို့ရှိရင်နှောက်လိုက်လို့ရခဲ့မယ် အေးပါဘူးတော့ပါမျိုးလုံးကြကြီးရုံလုံးပြီးတော့သွားလို့ကြမှာငါကြည့်တယ်ကဆက်ပြီးကြည့်နေ ဒီကြည့်တာတော့ခုပြည့်ရှင်းမယ်နော်မနေနဲ့တွေ့လိုက်မယ်မနေနဲ့တွေ့လိုက် ငါအတန်ပေးလိုက်မယ်ဟာ တေးတိုင်းနော် တော့ဆောက်နေတယ်မှာသားကိုဖြိုးလို့လေဟိုရုပ်သားလေးကိုခဏလာနေပါပြီးတော့ကိုမျိုးကြီးကဂိမ်းမှာဆောက်နေတယ်ဟုတ်ပါဘူးနော်ဟုတ်ပါမမေးရသူ့ရုံးတော့ခဏလာခဲ့တဲ့ပန်းချင်းမေးသူ့ရုံးတော့ခဏလာခဲ့ပါကျွန်တော်ရုံးနေတော့တကောက်ပြီးဆောက်ပါလေဒီမှာကျွန်တော်တောင်းတယ် ဟိုကိုပြောသွားရင်ကျွန်တော်ဆောင်ခိုင်းကြပါကျွန်တော်ဆောင်ပြီကျန်လို့သွားပါဒါတော့သူ့ရုံးကနေချိုးချိုးခါထိုင်အောင်နေတာရဲ့လားထိုင်အဲ့ဒီကဘယ်သူလဲကျွန်တော်သိလို့အန်တီကဒီကုမ္ပဏီတစ်ခုလုံးရဲ့ပိုင်ရှင်နေတာလေဟာအတော်ပဲလေအဲ့ဒါကျွန်တော်ဒီမှာအလုံးမလုပ်ချင်တော့ဗျာကျွန်တော်အလုံးထွက်ချင်လို့ကျွန်တော်အလုံးဖြုတ်လိုက်ပါတော့တားဟာဘာလို့အလုံးမလုံးကျန်တာတော့ဒါဒီလိုရာကျွန်တော်ဒီလိုစောက်တယ်ဘာဖြစ်နေမှမသိပါဘူးကျွန်တော်လူရဲပို့ပြီးရိုသေနေရတယ်ပြီးတော့ဘယ်ကမိမ့်မိုင်နေကျွန်တော်လာပြီးဆွဲလာရမ်းတာနဲ့ရှုပ်တယ်ဗျာကျွန်တော်မလုပ်ချင်တော့အဲ့ဒါဆိုရင်တားအလုံးမလုံးချင်တဲ့နေရာနဲ့အနေနဲ့ဖြုတ်ပေးလိုက်ကျေးဇူးပါနေပြန်တော့မယ်ဩနေဦးတားရဲ့အဲ့ဒီနေရာကနေအနေနဲ့ဖြုတ်ပေးလိုက်မယ်တားကိုဒီကုမ္ပဏီတစ်ခုလုံးရဲ့အမြင့်ဆုံးနေရာမှာခံထားမယ်ဗျာဟုတ်အဲ့ဒီဘာဖြစ်ကုန်ကြတယ်မသိဘူးနော်ကျွန်တော်ဘာနားမလဲဘူးလေအဲ့ဒီဘာတော်တိုင်းပြောနေတာမသိဘူးတားဖေဖေကိုကြောကောင်တယောက်ကောရှိသေးလားတာဟုတ်နေရအဲ့ဒီအဖြစ်စီလို့ရှိပါတယ်တားမမေဘသူဆိုတာတားသိလားဆုံးမရကျွန်တော်ငယ်ရဆုံးသွားပြီလို့ပြောတယ်အနည်းဘယ်လိုတားဖေဖေပြောတယ်ဆုံးသွားပြီဆိုတဲ့မိမေဟာအန်တီပဲတားရဲ့ဟမ်ဘယ်လိုလဲဒါဆိုရင်အနည်းကကျွန်တော်မေပါလားဟုတ်တယ်လေတားရဲ့မိမိကိုတားလေး
မေမေလို့ခေါ်တော့လာတာကျွန်တော်လူမန်းသိတဲ့ဆိုင်ရမိခင်မြတ်တာဆိုတော့ငတ်နေရတဲ့ကောင်ပါကျွန်တော်အမေရဘယ်သူ့ကိုမဆိုကျွန်တော်အမေလို့ခေါ်ဖို့ဝင်မလေးပါဘူးတားလေအမေတားလေကျွန်တော်ဝမ်းသာလိုက်တာမေကျွန်တော်သိတာကျွန်တော်ငယ်ရည်ကျွန်တော်အမေမရှိတော့အခုကျွန်တော်မှုပြန်တွေ့ရတယ်ကျွန်တော်ဝမ်းသာလိုက်တာမေတားလေဖေတားလေရှင်ကတော်တော်တက်လည်းတက်နိုင်တာပဲနော်ရှင်နိုင်ငံသားမှာရှုပ်ခဲ့ရှင်ကခုထိမသိသေးဘူးလားဒီရန်ကုန်ရောက်တာအောင်မှရှင်ကိစ္စရမကြီးနိုင်သေးဘူးနော်ဆိုဘာပြောနေလဲဘာမှမသိဒီလေဆွဲရနုံနုံအားနဲ့ဆိုတော့ကိုထုတ်ပြောနေတာရုံတော့မှာပေါ့ဒီမျက်လုံးနဲ့ကိုမြင်ခဲ့ရလမ်းပေါ်မှာတစ်ခါမင်းစစ်ကြောက်ပခုံးဖက်ပြီး basically ရိုက်ဆွဲရမြင်နှမှတ်ဆွဲဘာပြောတာလဲဆွဲကိုကမှငါညက်ပြန်တာမနေ့ကလည်းရောမရှိဘူးဒီနေ့ကလည်းမရှိဘူးကိုမန်းလေးမှာရောက်နေတာဆွဲအဲ့လိုမနောက်နဲ့ကွာနောက်တယ်မဟုတ်ဘူးအခုလည်းမမေရုပ်တိုင်မလို့အခုမမေမရှိဘူးဆိုတော့ထိုင်ဆောင်နေတာရှင့်စောင့်နေတော့မထင်ပါနဲ့ဆွဲကိုဘာလို့ဒီကမသိဘူးရှင့်ကျမမထင်နဲ့ရှင့်တော်တော်ပြောင်းလိုက်တာသားပဲရှင့်လို့တက်ဆောင်မရှိလို့ထောက်ပြန်တဲ့လူမျိုးနဲ့ကျမအိမ်တော်ကြီးဖြစ်လုံးဝမကြွေးနိုင်မသိနဲ့ရှင့်ဘာမှမသိနဲ့ရှင့်ကျမမေးလိုက်တော့မယ်我说这个我也没听着，对嘞，他妈太麻烦了，太无聊，嘛，他妈没有上你们太厉害，我票把你找干你了没？干，先要有没有？ကိုပြောရောက်ဟလာအေးအတော်ပဲဟိုမလည်းကိုပြောရောက်နေတယ်အေးဟုတ်တယ်လာသားလေးလာအဲ့ဒါတိုင်းနေလေသားတို့နှစ်ယောက်စလုံးကမိမိရဲ့သားတွေပါပဲသားတို့ရဲ့ဟောရာမိမိရဲ့သားကြီးသူ့လေးကသားငယ်လေးလေးသားတို့ဖေဖေနဲ့မိမိဟာတက္ကသိုလ်မှာတွေ့ခဲ့ကြတယ်သားတို့ဖေဖေကစာပေကိုရမ်းဝါသနာပါတယ်မိမိရဲ့မိဘတွေကတော့ချမ်းသာတယ်။သားတို့ဖေဖေနဲ့မိမိကိုသဘောမတူဘူးလေ။မိမိနဲ့ဖေဖေကအချစ်ယူတွေထားပြီးခိုးရလိုက်ပြေးခဲ့ကြတယ်။မိမိမိဘတွေဘက်က
မိမိကိုသမီးမိုင်းဆိုပြီးတော့ပြစ်ထားခဲ့ကြတယ်။သားတို့နှစ်ယောက်ကိုမွေးပြီးတဲ့အထိဆင်းရဲဒုက္ခမျိုးစုံမိမိတို့ရင်ဆိုင်ခဲ့ရတယ်။တကယ်တော့ဘဝမှာကိုယ်ဝါသနာကိုယ်အနုပညာဝါသနာထုံမှုဟာချမ်းသာခြင်းမဟုတ်ဘူးဆိုတာတားဖေဖေကမသိခဲ့ဘူးလေသူ့ရဲ့အနုပညာမာနကိုလေတပြားသားမှမလျှော့ခဲ့ဘူးသားတို့အဲ့ဒီနောက်ပိုင်းမှာဟော်ဒီသားငယ်လေးကိုမမေကခေါ်ပြီးသားချီကိုတားဖေဖေကခေါ်သွားခဲ့တယ်အဲ့ဒီနောက်တယောက်နဲ့တယောက်ဘယ်ရောက်လို့ရောက်မှမသိဘူးဖြစ်ခဲ့ကြတယ်မေမေတို့ဇလာအဲ့ဒါပါပဲသားတို့ရဲ့ဖုထုရဲမှာတော့ဒီလိုဖြစ်ပြမျိုးတွေကိုအများကြီးတဲ့ကြပါတယ်အတူပဲကိုပဲရက်တီချက်တွေနဲ့အားပြင်ကြတဲ့အခါမှာဘယ်သူမှရဲ့ဘယ်သူမှန်နေတော့မရှိပါဘူးမေရလည်းမေခံရတဲ့မေညီလေးကိုပြည့်ပြည့်ထောင်ခဲ့တဲ့နေရာမှာခုဆိုရင်ပညာတတ်လူထဲသားတွေဖြစ်နေပြီလေအဲ့လိုပဲအဖေကလည်းကျွန်တော်ပြည့်ပြည့်ထောင်ခဲ့တဲ့နေရာမှာခုဆိုရင်ကျွန်တော်ဘွဲတစ်ခုပိုင်ဆိုင်ပြီကျွန်တော်ကြောင်နာမည်တစ်ခုကျွန်တော်ရထားပြီးတော့အဖေမှလည်းပြည့်မရှိဘူးဟုတ်တယ်မေဒါလည်းအခုကိုယ်နဲ့ပြန်တွေ့ရတာအရင်အားတက်တယ်အခုကျွန်တော်အဖေရတွေ့နေတယ်ဖေမှလည်းရှိပါတယ်ဖေကကိုယ်နဲ့ရှိပါတယ်ဖေကရက်ကိုကောင်းကောင်းသိရတာလေအားလုံးတောက်နေတယ်အဖေရဲ့အမေရဲ့ကိုယ်ကျွန်တော်ရဲ့အောက်လူကြီးကရန်ကောင်းပါမယ်နော်ဒီမဲ့သားတို့နှစ်ယောက်စလုံးကိုမေမေဝင်းနဲ့လွယ်ပြီးမွေးထားရတဲ့သားတွေမေမေရဲ့သွေးသားရင်းချာတွေကသားတို့နှစ်ယောက်ပဲသားဖေဖေနဲ့မေမေကတော့တစိမ့်နေအဲ့တော့မေမေရဲ့ခေါင်းထဲမှာသားတို့နှစ်ယောက်ကလွယ်လို့ဘယ်သူမှမရှိဘူးဆိုတာသားတို့မြင်မြင်မှတ်ထားကြမင်းမလို့ပြန်ရောက်လာတယ်ပဲကွာမင်းတော်တော်နေတဲ့ကောင်ပဲမန္တလေးနဲ့ရန်ကုန်အရှိနဲ့အိမ်တော်ဖိကြားတယ်ပဲကွာလူရအဆင်ပြေလို့မမေကြီးကတော့တော်ကောင်းပါလေဟိုကပြိုးပါတော့သူမှမဟုတ်ဟုတ်တယ်တောင်းတော့ကပြိုးပါတော့သိရှိတိုင်းရှောက်တော့မယ်ဒီလိုလည်းမကောင်းဘူးဟုတ်ပါပြောကျွန်တော်မှာစီစဉ်တစ်ခုရှိတယ်ပြောကျွန်တော်ငါးကန်နဲ့ငါးယူဟုတ်ပြီချာကန်ငါးနဲ့မတူအောင်လို့မတူပါဘူးကျွန်တော်ရေမွတ်စုပြီးဟုတ်ကောင်းတာငါးလေးကကိုယ်ကြီးပါတော့ပါအဲ့ဒါကိုယ်ကြီးတော့တိုက်တယ်ဟာခေါင်းလေးပေးကုန်ပါပေးကုန်ပါဗောမင်းကျေးဇူးရှင်ချိုးတဲ့လာမလေကွာပေးမှာဗောကျေးဇူးတင်တော့ငါအဲ့မှာကိုယ်ကြီးဟုတ်ပြောဟိုစီးနေတဲ့ကြလောက်ထားလိုက်နော်ငါလည်းတေချာကြုံရေးဒီပိုင်းတင်ထားလိုက်နော်မပြန်လာနဲ့ဟုတ်ပြောကျမအပြင်ဘယ်စားလဲတော့ဘာမှအောင်အဲ့ဆိုသားမယ်နော်ကျေးဇူးကျွန်တော်မအဲ့ဘယ်တော့လာနေလဲအလုံးပြမလို့ရသေးဘူးတော့ဟိုကြောင်းတက်ဒီကြောင်းကြနေအလုံးရှာပြီးထုံးမှုမလားဟေးသားမအလုံးမသိပဲနဲ့ရှင်းနေနဲ့ငါကိုဖြိုးအကျိုးကြောင်းကြောပြီးတော့အလုံးကိစ္စနဲ့ဖန်အောင်သွားမလို့ဘာလျှောက်တော့လဲကိုပြောတယ်ငါတို့ကအခုပဲစကားပြောတာမဟုတ်ဘူးငါးကံဘက်မှာကြည့်ကြိုင်နေတယ်နေယူနေလားဘာနဲ့အခုပဲခန်းထဲမှာစကားပြောပြီးထွက်လာတာမဟုတ်တာမပြောပေါ်ပြီဟမ်ဘုံပြရတယ်ဗျာဒီကုန်ခမ်းပြီးတော့ပြောနေကြပြီသူညာနေတော့ပြောခဲ့တယ်ဆိုပြီးတဲ့ကိစ္စပဲဥစ္စာခင်ဗျားတို့ဗျာသူညာနေဆိုတော့ပြောနေပါဒီမှာနင်တို့အကြောင်းရှိကြောင်းကြငါ့ကိုဒါပြောပြနေသွားမယ်မသူညာပြောတော့သွားသမှာဗျာဟုတ်တိတ်သွားတာဘာကိုပြောဟုတ်ပါပြီသူကကိုပြောနေတယ်ဆိုပြီးတဲ့ကိစ္စသွားသမှာဟုတ်ပါကိုပြောပါလားသူပြောနေတယ်ဆိုပြီးတော့ခင်ဗျားရတယ်သွားသမှာတတိဘလုံးလုံးကြီးရောက်နေဟာကဲငါ့ကိုရေမွေးစုပ်ပြင်ကောင်းတာစဉ်းစားနေရှင်ဟုတ်တယ်ဟိုခုနကတတိကိုပြောခဲ့တယ်လေဟာဟုတ်တယ်ဘိုက်စားလို့သူကစားမှာဟုတ်တယ်မလားမဟုတ်ဘူးလေဟိုတတိဘန်သွားမယ်လို့ပြောခဲ့တာလေဟိုအေးပါဟိုလည်းအလုပ်တွေများမေ့ရဟိုဘုံစားမှာပြုံးချူတော့ကျွန်တော်ရုံးရဲသွားလိုက်ဟုတ်တော့ခုနကပဲရုံးခန်းထဲမှာစကားပြောခဲ့အထူးလည်းဘလို့ဖြစ်တယ်လို့မသိပါဘူးကိုပြောဟောညလေလောက်လာနေချင်းရှိနေ
ငါလေးပဲကြည့်ကြအောင် ကိုမျိုးဘာလျှောက်ပြောတာလဲကိုပြောတော့ဟိုမှာကျူစကားပြောနေကြတယ် ။ကျုပ်ကမလိမ့်နဲ့။ကျုပ်အခုတော့ဘယ်ကနေကြံလာတာ။ခင်ဗျားညအလုံးတော့ကြတယ် ဟိုဒါတော့မဖြစ်နိုင်ဘူးဗျာမဖြစ်နိုင်ဘူးဗျာ အေး ။ဘာလို့ဖြစ်နေလဲ ဟိုဖြစ်နိုင်ပါလေဖြစ်နိုင်ပါလေ ။ဖြစ်နိုင်ကားလာဖြစ်တယ် ဟာဖြစ်နေတော့ကြာမလား အော်မင်းဖြစ်နိုင်တယ်လို့ဖြတ်တယ်မောပါဒီလိုပါဖြစ်တော့ဖြစ်နိုင်ပါလေဒါပေမဲ့ဖြစ်နိုင် ။ဘာလို့လဲဖြစ်နေလဲ ဟုတ်ပါဟမ်ကိုတော့ကုန်ပြီကုန်ပြီ ဖြစ်နိုင်တယ်ဖြတ်တယ်ဒါတော့တော့ဒါမှလည်းကုန်တော့ ။ဟဲ့လေ။ကိုနေရတော့လေကုံရလူရမှားရွံ့နေဖြစ်နေပဲသိလား။သူတို့မှားမဆိုလည်းမှားကြကြပဲ။ကိုလည်းကြောင့်လည်းခွဲမြောက်တူနေတာဟုတ်။အေးပါ။မင်းကလည်းအမွှားကြီးကိုဆိုတာဟုတ်။ကုံရလူအားလုံးသိပါရင်တော့အမားတော့ဟုတ်။ဟုတ်တယ်ကိုပြမှန်းတယ်။ကျွန်တော်တို့စဉ်းစားရတယ်။ကုံရလူအားလုံးကိုဖိတ်ပြီးတော့ကျွန်တော်နှစ်ယောက်ကြောင်ရှင်းပြလိုက်ကောင်းမရှိဘူး။ဟောသူတို့နားလည်ပါဘူး။မလောတယ်မဟုတ်ဘူး။ခုတော့သူတို့မှားနေတယ်ကြည်ရတယ်ရီးရတယ်ပေါ့လွတ်ပေးထားလိုက်။ဟုတ်ကျွန်တော်ဖြစ်စီသွားခြင်းလေတော့အဖေအကြောင်းကိုကျွန်တော်နေပြပါဖေရတော့ဘာဆွေးမရှိပါဘူးဖေရတနေ့ကုန်ဘဲမှမသွားပဲနဲ့အင်းတို့နေပြီးတော့သူ့ဘူးဆွေးလို့သူလုံးနေဒီညနေပိုင်းကြာရင်တော့ရက်နေတော့ရက်တော့လေဟုတ်တယ်သူဘာကြောင့်ရက်တော့ရတယ်ဆိုတော့ကိုတယောက်ပဲသိတယ်ကိုတယောက်ပဲနားလေတယ်ကျွန်တော်စဉ်းစားထားတော့လေဖေးစီကိုကျွန်တော်အမှန်တိုင်းဖွင့်ပြောကြည့်မယ်အခုပုံစံဆန်းတောင်းပြီးသွားလိုက်အဲ့ဆိုရင်မတော်တယ်လေတော့လေဒါပေမဲ့ကိုထင်တာတော့အဖေကရင်းမှသိကြတယ်ကောကိုတခါပြောကျွန်မတ်မိသေးတယ်ဖေကကျွန်တော်ညောက်တဲ့အများကြီးပူပြီးလှင်တယ်ပူပြီးပါနေတယ်ဆိုတော့ဖေရင်းနေရင်းပါစီကွာသူကုန်စီတော့သိမှာပဲအဓိကကျွန်တော်ဖေနဲ့တွေ့ရဘူးပဲအေးပါမင်းခဏကြောင်နားလေပါလေဘာလဲအမေကိုရမ်းတွေ့ချင်ခဲ့သလိုမင်းလည်းဖေကိုတွေ့ချင်မှာမဟုတ်ပါအဲ့တော့ဖေစီမင်းသွားမယ်ဆိုရင်မင်းတိတဲ့အားလုံးအသေးသေးတက်အားထောင်း မောင်ကျော်ကဟေးမောင်ကျော်ကဒီကောနေမောင်ကျော်တော့လုတ်သွားပြီဒီကောပဲကြောက်ဟာတော်လက်ရမြောက်တာဒါကြောင့်တနေ့ဒီအလုပ်ကြီးလုပ်နေဒီကောင်အပြင်မထွက်နိုင်တာဖြစ်မောင်ဖြိုးဗျာမင်းနေကောင်းပါလားကောင်းပါတယ်ဗျာနေကောင်းတယ်နေကောင်းလို့အလက်ကတော့လက်ကတော့ပြင်လာပြီရှင်းတယ်ဒီကဟဲ့လို့ငါဘယ်တော့မှအရက်ထွက်ဘူးလို့ကဲပါတားပါချင်းသားပြီကြာတော့ဗျာမောင်ဖြိုးဗျာမင်းငါ့ကိုဘာဖြစ်လို့အဖေခေါ်လဲရှင်းတယ်ဗျာအချူးရလို့ဖေကကျွန်တော်မရဲ့ယောက်ျားကျွန်တော်မွေးလိုက်အဲ့တော့အဖေလို့ခေါ်တာတော့ပြီမင်းကဒီမကောလေစောစောတော့လည်းမင်းကတခါမေးပြီးမင်းနေကောင်းရလားလို့ငါမေးတယ်ကောင်းတယ်လေအခုလည်းမင်းကငါထပ်မေးမယ်မင်းစိတ်မကောင်းရလားဟမ်ကောင်းပါရဲ့မင်းကတော့အဖေမခေါ်နဲ့ခေါ်မယ်ချိန်မုံသေးဘူးငါသမီးနဲ့မင်းတွေကချစ်ဘဝပဲရှိသေးတယ်ရပြီမှမင်းကတော့အဖေခေါ်မရခင်မှမင်းအဖေခေါ်တာငါကြသိကြတယ်ကွာဟုတ်သွားပြီဘာခေါ်ရလဲဘာသွားရမှာလဲကွာမင်းသားစာရီရေးပြီးတော့သွားပြီးကောက်ပြသွားပြီပေါက်သွားပြီဟုတ်ဗျငါ့ကိုမရသေးပဲနဲ့အဖေလို့ခေါ်တယ်ကွာနင်းရလေအချိန်မတန်သေးမဲ့နဲ့စောစီအဖေလို့သွားမခေါ်နဲ့ပြီကွာအမေကလည်းဆန်းတော့မစောနဲ့ဟုတ်ပါဗျာဒါလေရမင်းလေခေါ်မယ်လူရှင်တို့ခါကျွေးကျင့်ကြည့်တယ်ဩလူရှင်တို့ကြိုပြီးတော့ကျင့်ကြည့်တာလူခေါ်လို့ကောင်းလားကောင်းတယ်ကောင်းတယ်ပြီကောင်းတယ်တွေ့လားကြောကော
မင်းသားဆေးကူမကိုဖြစ်တော့မှာမင်းသားနဲ့ငါသမီးချစ်သူတွေဖြစ်နေတယ်ဆိုတာရက်တည်သွားသည် ဖေလည်းသိပါလေ ဟဲ့ကောင်မနက်တိုင်မတက်နဲ့သူတို့နှစ်ယောက်ကိုမပြေလည်ဘူးကြားလို့မင်းကငါတိုင်ဖို့လာတာလာရင်းနဲ့မင်းအလုပ်တွေကိုဝင်ကြည့်နေလို့သူကဝင်လာပြီးတော့ငါ့ကိုအဖေလို့ခေါ်တာကွာ အေးပါမင်းအဲ့လိုသွားပြီးခေါ်တော့တစ်ဖက်သားဖေးကျုံတာပေါ့ အေးပေါ့ဟဲ့ကောင်မျက်နှာပူရဲ့ရှက်တယ်အဲ့လိုပြောတတ်မှာ အဲ့ဒီသဘောပါ နော်ကဲကြောက်ကောင်ငါပြောချင်တာတွေလည်းပြောပြီနော်ငါသွားမယ်မင်းသားကိုဆက်ကူပေးလိုက်တော့ကြားလား အေးပါ ဖေးလာမယ်ဖေး ရမင်းသွားဟဲ့အောင်နေအောင်မင်းလက်တည်းကဈေးပလင်းနေတော့ပေးထားခဲ့ပါကွာ ဟောအေးရောင်လို့ကဲငါသွားမယ်ကြောက် ဒီတော့ နော်ဟိုဘက်ကပစ္စည်းကိုသွားယူမယ်တော့ဒီမယူတော့ဘူးမင်းအမေလာမလာယူတော့ ဟုတ်ကဲ့ဖေး ကဲတော့ပါမယ်လိုက် ရစိတ်ကြီးဒါမင်းညလည်းပြန်မအေးဘူးလောက်ထဲမှာလည်းပြဿနာလေးတပုံကြီးဆိုမင်းဘာများဖြစ်နေတယ်လဲ ဘာမျိုးပါဗျာအဲ့ပြဿနာတွေကလေလူတွေမှာသားနဲ့တူပဲလူပြောဖြစ်နေလို့အဲ့ကြောင့်ဖြစ်တာအခုအားလုံးပြီးတော့စီပါ ဘယ်လိုဆိုတော်သေးတာပုံသားရဲ့အေးဒီပြဿနာတွေကလွယ်မြောင်လက်ခဲ့တီမြောင်နဲ့နဲ့သူတို့ရှိရတဲ့ပြဿနာတွေ ဖေးတော့ဝင်လာ ငါသားငါပြောတဲ့စကားမေ့နေပြီတူတယ် မေ့ပါဦးဖေးဟိုဖေးရက်ဝယ်မလာနေရောဆိုတာတော့သိပါတယ်ဒါပေမဲ့ဖေးကအရက်ကိုကြိုက်လို့တော့မဟုတ်တာတာဆိုင်ဆရာကြောက်ပါဖေးလူတွေကြောက်တာကောင်းနားလေလူတွေသားကြည့်လိုက်ရင်သိတယ်ဟိုဖေးကဟိုလောကကြီးကိုစိတ်နာနဲ့ဟာတခုအရက်နဲ့ကျွတ်တော့ဖြောင်းနေဆိုတာတော့သိပါတယ်ဖေး မင်းအဖေပြောတဲ့စကားတွေအလွတ်ကျထားတဲ့နဲ့တူတယ်ဟောမင်းညမြောက်တဲ့အိမ်ဝင်ခဲ့သေးလား မဝင်ခဲ့တော့လေဖေးဟိုဒါညလည်းပြန်မယူဆိုတော့ဖေးစိတ်ပြီးမှဆိုတန်းပြန်လာတာဟိုဖေးကမတော့ဘူးဆိုတော့အောက်လေပလင်းနဲ့နေတာမဟုတ်ဘူးအများကြီးပဲဟာဒီဖေးပိုးကတော့ရှိတယ်ဖေးတော့တယ်ရော ချိုးတော့ကောင်းတားငယ်မင်းတို့ကလေအမွှားညီကိုလို့ပြောတာလေးကိုနဲ့ထေရတယ်ပဲငါသားငယ်လေးကိုငါဘွားမှာဘယ်တော့မှပြန်တွေ့ရလိမ့်မယ်လို့မျှော်လင့်ခဲ့ပြီ ဟိုဖေးဘယ်လိုလုပ်ပြီးတည်လဲ သိတော့ဘောကွာငါကမင်းတို့ဝေရတဲ့ပြီပဲမင်းတို့တဲ့မတော်ရင်လာရှိမယ်မင်းတို့တော့မညံ့ပါဘူးဒီမှာသားဝန်ကြီးကဘုရင်ကိုပတ်လို့မရပါဘူးကွာမင်းတို့ကလေအမွှားဆိုရင်လည်းဆိုတော့ပါပြီလေဖွဲမရဘူးကွာအေးကွာလူကြီးရလဲတူနာမည်ကြီးရလဲနှစ်ယောက်တနမေမိမိကိုယ်ရင်ရွေးထားတဲ့နာမည်ဖြိုးထုတ်ခေါဟုတ်လားမင်းတို့အမေတို့နိုင်လိုက်ကိုနေကောင်းရင်လား မင်းနေကောင်းပါလေဖေးကျွန်တော်ခွင့်လို့ပါဗျာခုကျွန်တော်လာခဲ့တာဟိုကျွန်တော်အဖေအကြောင်းနဲ့ရှင်လို့ပေါ့ဖေးရဲ့သဘောတော့သိချင်လို့ကျွန်တော်ကိုယ်ရောဆောင်ပြီးလာခဲ့ဟဲ့ဖေးဘယ်လိုသိလဲ တွေးပေါ်တာရဲ့တွေးရစကားပြောလာတယ်လို့သာမှတ်ထားလိုက်ပေါ့မင်းဖြစ်စီလာတော့မင်းမသိလား မင်းမသိဘူးဒါပေမဲ့ကိုရောမေရောတွေ့ပြီးသွားပြီအကြောင်းဆုံးကိုရောမေရောကျွန်တော်အားလုံးသိပြီးသွားပြီ ဟေးဝါခုလိုအဖေနဲ့မင်းတို့ညီကိုနှစ်ယောက်ပြန်လဲစုံစည်းခွင့်ရတာလောကကြီးကိုအဖေကျေးဇူးတင်တယ်အေးဒါပေမဲ့မင်းတခုသိထားဖို့ကမင်းအမေနဲ့အဖေဟာအဝိစိတ်နဲ့အာဂါသလို့တခြားစီပဲကွာဟုတ်လား အဲ့လိုမဟုတ်သေးဘူးလေခင်ဗျာဖိနေမေရဲ့ပြဿနာအားမဟုတ်ပါဘူးအဲ့လိုဘာမှမဟုတ်တဲ့ပြန်ဆိုင်မှုလေးတစ်ခုအတွက်ကျွန်တော်ညီကိုတယောက်ကဟိုးဝေးစီမှာနေကြပြီးတော့ကျွန်တော်စတေးခဲ့ပြီအဲ့တော့ဖိနေမေကျင်းနေပါတော့ မင်းပြောတဲ့စကားတွေကနားထောင်လို့ကောင်းတယ်ဒါပေမဲ့မင်းတို့အမြင်နဲ့
မင်းတို့ပြောတဲ့စကားမင်းတို့တော်တော်တိပဲရှိကောင်းရှိနေလိမ့်မယ်ဒါမဲ့ငါတို့တော့ပေါ့နော်မင်းအမေရဲ့တဘာဝတဲ့မင်းတို့ဝယ်လာတဲ့အရက်ကိုငါပို့ပြီးတော့ကြိုက်တယ်ဒါဆိုကျွန်တော်ညီကိုနှစ်ယောက်တွေမိဘရဲ့တိဆောက်မှုကဘာမျိုးလေးမှမရှိလို့ဟုတ်လားမင်းအမေရဲ့ရင်ဝင်ဟာနှွေးထွေးသလိုဖေးရင်ဝင်ကလည်းနှွေးထွေးပါတယ်သားရဲ့သားအဖေစီကိုချိန်မြေးလာနိုင်တယ်ပြီးတော့သားမိဘနှစ်ပါးရဲ့မတူညီတဲ့ဘဝနှစ်ခုကိုကြည့်ပြီးတော့အလောအားဆိုတဲ့သဘောတရားကိုမင်းနားလည်နိုင်မယ်ဆိုရင်မင်းတို့ညီကိုတွေသွားမဲ့အတန်းတစ်ခီးတစ်လျှောက်မှာဘာခက်ခဲမှရှိမှာမဟုတ်တော့သွားနိုင်သွားပြီးတော့မင်းကိုပြောလိုက်ဖေးရဲ့ခံစားမှုတစ်ခုအတွက်နဲ့ဖေးတွေနောက်ကိုအရက်ဝဲမပို့နေတော့နော်ဖေးရက်ပြတ်လိုက်ပြီမပြည့်ရသေးဘူးဖေပြောတယ်လို့ပဲမိရင်ဝင်နှွေးထွေးပါတယ်အဲ့လိုနှွေးထွေးတဲ့မိရင်ဝင်မှာကျွန်တော်နေ့တည်းကြာရင်နေခဲ့ဘူးဖေပြောတဲ့ဖေရင်ဝင်နှွေးထွေးပါတယ်ဆိုတော့ကျွန်တော်နေကြည့်ကြတယ်哦，你ပြန်လာလား ဟုတ်ကဲ့ဖေအဖေရေကျုံးလို့လား အေးရေသွားချုံလို့ အော်ဟိုအဲ့ဆိုချွေးလေဖေသမီးရှင်းနေပြီသမီးလူစားကြတာ ဖြည်းဖြည်းပေါ်သမီးရဲ့စားတာဖေဖေသမီးကိုပြောစရာရှိလို့ ဟုတ်ကဲ့ဖေပြော ပြောစရာရှိလို့ဆိုတာတဲ့ခရီးပေးစရာရှိလို့ဆိုတာကပုံမှန်ကန်လိမ့်မယ်ဒီလိုရှိတဲ့သမီးယောက်ျားလေးတယောက်ကိုထိန်းချုပ်ရတယ်ဖခင်မင်းကလေးတယောက်ကိုထိန်းချုပ်ရတယ်ဖခင်အဲ့ဒီနှစ်ဦးမှာပူပင်တော့ကခြင်းမတူကြဘူးသမီးအဲ့ဒီလိုပဲသားသမီးပေါ်မှာကြီးမားတဲ့မေတ္တာတရားတန်ရောစဉ်ဆိုတဲ့မေတ္တာတရားလည်းမတူညီကြဘူးသမီး ဖေဖေဘာကိုပြောချင်တာလဲသမီးပုံမှန်နေနေပြောပါဖေဖေ သားယောက်ျားလေးတယောက်ကိုထိန်းသိမ်းရတာဟာထောင်ပြတမ်းမရှိဘူးသမီးမိန်းကလေးတယောက်ကိုထိန်းသိမ်းရတာ ဖေဖေကသမီးကိုအားနာနေတာကိုသမီးတကောင်နွားတစ်ထောင်ဆိုတဲ့စကားပုံသမီးကြားဥပါလေဒါပေမဲ့ဒီလိုစကားပုံမျိုးကတတော့ခေါင်ယူနေတဲ့မိန်းကလေးတွေကိုရည်ရွယ်ပြီးပြောတာပဲဖြစ်မယ်သမီးမှဆုံးဖြတ်ချက်ရှိပြီးသားပါသမီးရဲ့ဘဝခရီးပေါ်ဖြစ်ရည်ရွယ်ထားတဲ့ကိုဖြိုးဟာသမီးပေါ်မှာတစ္ဆာမရှိဘူးဆိုရင်သမီးတန်အောင်စင်လည်းမထားဘူးညီဆုံးလည်းမခံဘူးသမီးတိကျတဆုံးဖြတ်ပြီးသားပါဖေဖေရဲ့ အေးဗျာသမီးစီကအဲ့ဒီလိုဆုံးဖြတ်ချက်ကိုကြားတာဒီအများကြီးဝမ်းသာ ကဲဒါဆိုဖေဖေသွားချူတော့နော် ကောင်းပါ သမီးမတင်လာလိုက် အေးဗျာအေး ဦးဖြိုးထုတ်ခေါင် ဗျာတော့ ကျမခေါ်ပေါ်ပြောင်းတာနဲ့ရှင့်ရဲ့ခေါ်ရတော့ပြောင်းနေပြီပေါ့လေကျမဒီနေ့ရှင့်စီလာတာစီရင်ရှင်းမလို့လာတာ ဟောပါရလေကျွန်တော်ကုမ္ပဏီကစင်းဆောင်ကြီးပါမလာဘူးဗျာဟိုကလက်ခံချက်မှာကုမ္ပဏီမှာလာရှင်းလိုက်ပါ ရှင်ယူကြောင်ဆောင်မနေနဲ့နော် ဟုတ်ဘာလဲကျွန်တော်ခရောက်မသိဘူး ဒီမှာရှင်မဲမန္တလေးသွားမယ်ဆိုပြီးတော့ရှင်ဘာလုပ်နေဆိုတော့ကျမအကုန်သိရဲ့ ကျွန်တော်မလေးမတော့ပါဘူးဒီမှာရှိပါတယ် ရှင်ယူနေလားရှင်ကျမတက်တက်တာတစ်ခုမေးမယ်ဟိုတနေ့ကတက်စီကားပေါ်မှာပါသွားတဲ့ကောင်မလေးကရှင်နဲ့ပြောပါဘာလို့လဲ ဟောအဲ့ဒါကျွန်တော်ချစ်သူညူမြလေ ဟာရှင်ရှိသား ဟုတ်တယ်လေကျွန်တော်ချစ်သူညူမြရဲ့ ဟိုမျက်နှာပြောင်တိုက်ရဲတယ်လေရှင်လို့သစ္စာမရှိရဲ့ဒီတရားပဲကျမလမ်းခွဲရအကောင်းဆုံးပဲ ဟုတ်ကဲ့မှားနေပြီနော် ကျမရှင်ကိုလေတမိုးထားပြီးအလေးထားသလားရှင်ကျမနည်းနည်းလေးမှအလေးမထားဘူးအဲ့တော့ဒီနေ့ကစကျမနဲ့ရှင်နဲ့ပြက် ဟာဒီနေညူမြအဲ့တော့ကြီးမဆုံးပြပါနဲ့ဗျာဟိုကလေလက်ခံကြရင်ကျွန်တော်လာပြီးတော့ကျွန်တော်ညီနေကျွန်တော်မြင်တွေ့လိုက်ပါလားအဲ့ဒါခင်ဗျအဆင်ပြေသွားလိမ့်မယ်နော် ရှ
ရှက်တော်တော်စနန်းစင်ကောင်းတာပဲနော်လိမ်မယ်ဆိုလို့ရှင်လဲရှုံအောင်လို့ပြပြလိမ်လို့လို့တယ်ကျမနဲ့ရှင်ကငယ်တဲ့ကအเจ้าမအတူတူတက်လာရှင်မဘာလီမှမရှိဘူးဆိုတာမသိရဲ့ ဘယ်မှားနေရဟိုတို့ကတော့ညမညာငါအိမ်ကိုလာခဲ့လိုက်ပါအမေနဲ့တွေ့လဲအဲ့ဒါကရှင်းသွားလိမ့်မယ်နော် လာမှာပါရှုံကျမတိုင်မလို့နှောက်လာမှာရှင်နဲ့ကျမနဲ့ဒီနေ့ကစားပြီးလုံးဝပြတ်ပြီလေ အေးညမညာအိမ်ကိုလာခဲ့နော် စိတ်ထရှင်မလာခိုင်းလိုက်ကျမလာကိုလာမှာ သူအမေနဲ့တော့ကြိုင်လို့ဆိုခေရရန်နေနေကွာဗျာပြီးတော့တွေ့ကိုရစိတ်နေကြကျွန်တော်မှအဲ့တော့တဲ့အပင်နဲ့မိရှိတာကျွန်တော်ရန်ကုန်ခွန်ယူနေလို့မပြီးသေးဘူးကွာပင်နဲ့မိရဲ့မားရဆုံးဆောင်ကြည့်ဖြစ်နေကြဘောဆိုတာခြေနဲ့ချိန်ခါရဲ့အဆုံးဖြစ်တော့ကွာကျွန်တော်ကတော့လေတစ်ချိန်ချင်းကျရင်တို့စီမီသွားလိမ့်မယ်လို့ယုံကြည်တယ်ဒီလိုပဲမျှော်လင့်ရမှာကွာအဲ့တော့ညီကိုနေအောင်ခုခုလုံးဝဖြစ်မယ်ကွာပြီးတော့မင်းတို့တွေနားလဲမလဲငါနားလဲမလဲချင်းငါစာပဲရေးချင်တဲ့ကောင်ကွာပြီးတော့ဒီနေ့ဆွဲနေမမဆုံးလည်းလာတယ်ငါဘာပြောမှလည်းမသိဘူးကွာငါမူရရမှားရင်းနေဖြစ်ကုန်အဲ့ဆွဲဆိုကောင်မကြီးကမလွယ်ဘူးကွာဆွဲကိုပြောအောင်ကျွန်တော်ဖိတ်ရတယ်လို့လေအခုချစ်သူညွန်ရတဲ့တွေ့ရကွာကျွန်တော်လည်းကိုမဟုတ်တော့ဘာပြောမှလည်းမသိဘူးကျွန်တော်ဟန်လည်းမဆောင်တတ်ဘူးကျွန်တော်ပြောခဲ့တယ်ကျွန်တော်ညုံရအောင်နောက်ခါကျရင်ကုမ္ပဏီရုံးရောက်လာခဲ့တယ်ကျွန်တော်ချင်းခဲ့ပြီရပါတယ်ကွာတို့တွေအားလုံးတွေ့ပြီးတော့ဖြစ်မှန်သိသွားရင်တို့နားလည်မှာပါပြောကြရည်လည်းရှိတာဟုတ်နော် ဦးလေးရဲ့သားဖြိုးတော့ကောင်အားဖောက်ပြန်သွားတာမဟုတ်ပါဘူးသမီးရဲ့သူအုံတော့ကောင်းပါလေသမီးသူ့ဘောမှာယုံကြည်စိတ်ချစွာနဲ့ချစ်လို့ရ သမီးကတော့ဘာမှနားမလဲတော့ပါဘူးအခုလည်းသမီးတို့ကုမ္ပဏီလာပေါ်မှာလာတယ်တော့ကြောင့်ဟိုရောက်တော့မှအိုးနေခွက်နေဖြစ်ကုန်ပါဆိုလို့သမီးကဦးလေးကိုလာတိုက်မယ်လား ဟုတ်တယ်ဦးလေးကျွန်တော်တို့ကဘဝသမားတွေလေကိုယ့်ချိန်မှာမဟုတ်တာမမှန်တာတို့ကျွန်တော်တို့ကဒဲတို့အိုးပြောရလို့ရှိရင်ကျွန်တော်တို့ရိုင်းနေတယ်မှာလို့ဦးလေးကိုလာပြပါလားမင်းတို့သွားတာတော့မမှားဘူးကွာအပြေတစ်ခုတော့မင်းတို့ရလိမ့်မယ်လို့ဦးလေးကမျှော်လင့်တယ်ဒီကွာဦးလေးလည်းအင်မတန်မှရှုပ်ထွေးလာတဲ့လောကကြီးကနေပြီးလုံရောက်ချင်ပါပြီဟေးဒါနဲ့သမီးတို့ကိစ္စစိတ်အေးရပြီဆိုရင်ဦးလေးလည်းအေးရအေးကြောင့်နေချင်းပြီ ဒါဆိုရင်သမီးတို့သွားတင်တာပေါ့နော် အင်မတန်မှစိတ်ဝင်စားစရာကောင်းလာတဲ့အကြောင်းအရာတစ်ခုပေါ့သမီးတို့တွေ့ရလိမ့်မယ်ဆိုရင်တော့ကကင်းဝေးပြီးတော့မမျော်လင့်တဲ့ဝမ်းသာကြည်နူးမှုကိုသမီးတို့တွေ့ကြုံခံစားရလိမ့်မယ်သွားကိုသွားမယ် တို့လိုလာရင်အထူးဧကန်ထားကိုကိုပြပါလာတယ်တကယ်ဟုတ်ရ ဘုတို့ကျမတို့ဟေးလေးဆက်ဆက်လုပ်နေတော့ရှင်နေနေမှမသိဘူးလား အဲ့ဒါလားအဲ့ဒါကကျွန်တော်လည်းဘာလို့အောင်မှမသိတော့ဘူး ဒါနဲ့ညိုဟိုဒီအေကပြတူရဲ့အေဖြိုးလေးတို့အေအိုးဖြူလေးရဲ့အေဖြူလေးရဲ့အေ ဒီပြောပါမယ်ဖြိုးလေး ဖြူလေးလေတို့လည်းပြပြပဲပြောလိုက်လေ ဟုတ်ကဲ့ ဖြူလေးဖြူလေးဟုတ်ပြီโอเคဒီမှာပုံပုံရဲ့ဟိုရှင်တို့ဆရာကိုပြောဖတ်ကြောင်ရလဲအခုတော့မပြောတော့ပါဘူးဆွဲရအခုတော့လေကြောင်တောင်လုံးတွေပဲရှောက်လုံတာသိရပုံပုံတို့လည်းဘလို့သူတေသနာလောက်ရမယ်နော်မသိတော့ဘူး အဲ့ဒါတော့သူတွေမဟုတ်မမေးကိုယ်တိုင်ကိုတမျိုးဖြစ်နေတာဆိုရင် အော်ဒါဆိုလို့ရှိရင်သူဒီကိုရောက်တော့မှဤသားတော့တွေမှားသွားတယ်လေတူတယ်ဟိုမှာတော့အဲ့လိုမဟုတ်ဘူးသူကလေဒီသူ့ကိုလေစားတော့တယ်လေမှန်မှန်တွေ့တယ်ကောကောတွေ့တယ်သူကလေမှန်မှန်စားလေကောကောစားလေသူလည်းကောလေသူလည်းကောလေစီအောင်စီလို့ကောင်းလေဘာကောင်းတာလဲဘာကောင်းတာလဲဤသားတော့ပြောတယ်လေဤသားတော့ကောင်းအဲ့ဒါဆိုအမပြောလို့ဟိုဒီမှာဟိုအစားတော့ဘာစားသွားလို့လဲအော်စားတော့မားလေဆိုတော့တော့တင်တာပေါ့လေသူကလေမင်းတို့ကချက်ကျွဲတယ်ကခွေးတောက်ရဲ့သူတို့ချက်ကျွဲလိုက်တာကပတိုင်းသီးကျွဲအဲ့တော့ပတိုင်းသီးတဲ့ခွေးတောက်ရဲ့နဲ့မပြီးချက်ကျွဲလိုက်တော့အဲ့လိုလေပြစ်ပေါ်လာချင်တာပဲသူကဟိုမှာသားနေတယ်နော်ဟိုခွေးတောက်ရဲ့နဲ့ပတိုင်းသီးရဲ့နဲ့သိတယ်နော်သိတယ်စားဘူးလားမသိဘူးစားဘူးလေစားဘူးလေ
သူပြောတယ်လေတော့တော့စောင့်နေအောင်ပါလေ ဟိုအဲ့ ဘာလို့ခေါ်ပြီးညာကြားရနော်ရှင်တို့မြောက်နေရေလုံးသိ ဟိုတော်မဒီပါနဲ့ဟိုခါသိခံပါဗျာဟိုကိုထုတ်ကောင်လေးလာမယ်ဆိုတကယ်ကိုလာပါပါတကယ်ကိုလာ အချက်မဖြိုးလေးရှိရလားအော်တက်မဖြိုးလေးရှိတယ်ရှိတော့မှာပေါ့နာလာတော့မလား ထိုင်ပါဗျာ အိုးရန်ကိုနောက်ပါကြည့်တဲ့တော့မြန်မာမှုစတားလို့အေးကြီးပါလားကြည့်တာမမစစိတ်ကြီးချတာလိုက်တာပြိုလေးကတာကြောက်ပြောလာပေါ့နိုင်ငံသားမှာတော့လေမဆိုရဲတဲ့ပြိုလေးရဲ့အိမ်ကိုတခေါ်လို့ပဲလာလဲချပါစိတ်တွေရက်ချတာကောင်းမယ်ဆိုတာတာကြောက်တင်တယ်တာကြောက်မြန်မာမှုတွေတန်လိုက်တာမဆိုးကလည်းပြောတယ်လေသူ့ကိုပြောတယ်မဆိုးလို့ဒီလိုနိုင်ငံသားပြည့်ဥစ္စာတွေပါတယ်မကြိုက်ဘူးလို့ဒီလိုမြန်မာမှုစံနဲ့ဒီလိုကနုတ်ပန်းတွေဒီလိုအိမ်မျိုးကြီးတဲမှာနေချင်လိုက်တာဆိုပြိုလေးရလေအမဆိုရဲတူတူနေရပါစေမယ်သူကအဲ့လိုပြောရဟလားအိုးဘယ်ကမလဲမဆိုးကလေသူနဲ့တူတူလေးကလပ်တွေပါတွေမှာသွားရတယ်အမြဲတမ်းပူစားတော့လေသူကလေဒီလိုအိမ်မျိုးကြီးကိုတက်တက်မဲ့စောင့်ထားလာတယ်ပြင်မယ်မမဆိုစိတ်ချမ်းသာအောင်ဆိုတော့ဟိုလေမသိလို့မေးမယ်နော်မေးပါဟိုမမဆိုတော့အတူတူနေရလားအာတူတူနေတာပေါ့ပြိုးလေးနဲ့မမဆိုနေရလေစာတူတူလာတူတူနေတူတူအေးအဲ့ဒါကတော့သူ့လေသူကလည်းသူ့ဆောင်မနေတယ်ကိုကလည်းကို့ဆောင်မနေတယ်ဒါပေမဲ့သူကလည်းသူ့အိမ်ရမှာကိုကလည်းကို့အိမ်ရမှာဒါပေမဲ့ဘုံကတော့အမြဲတမ်းဆက်ဖြစ်တယ်တက်ကမလဲတကူပဲဘုံကအဲ့နေလေဘုံကမှာလဲ ဟိုရှိပါဘူးအခါတော့ပါ အချက်မလုပ်နေရတယ်ဒီမှာဆွဲပြောင်းရောက်နေပြီလို့ပြောလိုက်လေ ဟိုပြောလိုက်ပါပြောတာတော့ဒီမှာလည်းမမဆိုးရောက်နေတယ်လို့သူပြောလေးချက်ချက်ကိုထွက်ခဲ့ပါခေါ်လိုက်ပါ ဟိုပြောတယ်လို့ခုပဲထွက်လာပါလေ ဟုတ်ပါပြီဘာလို့လဲဟိုကျွန်တော်တို့ရုံးဝန်းလာဆိုလို့ရုံးဝန်းလာတယ်ဟုတ်တယ်ရုံးဝန်းကြလည်းမဟုတ်ဒီကိုခေါ်ရတယ်ဘာဘောက်တယ်မဲကွာဘုမလည်းတိုင်းတယ်ပြောလို့မှာ ဟောဒီမနေတာဒီမဖြတ်ထုတ်ကောင်ဒီမ ဟုတ်ကဘာမှမလဲ ဒီအိမ်မနေတာလေ ဒီမှာသူ့ဒီမှာပါလာလို့တာလေ ဘိုးရတော့ဟေး သူ့အိမ်ရှင်တို့နော်ကျမတို့ခေါ်လာပြီးဦးတောင်လာတော့မနေနဲ့ဒီကြကိုကြီးရှင်းအောင်ရှင်းတော့ရှင်းလို့တဲ့ဆက်ရှင်းလို့ကတော့လေရှင်တို့ပေါ့လေစင်နေပြီသိရဲ့လား ခင်ဗျာဘာလို့ကျွန်တော်စင်နေခံမှာခင်ဗျာအဓိပ္ပာယ်ကြီး ဒီတော့ကောင်းဗျာမဟုတ်သူကောင်းစင်နေပြီ ရတယ်ငါကောင်စင်းနေမနေမှုရေးကြည့်လာမရဘူးလို့ပြောတော့ရောလာဘယ်လိုက်တော့ဘယ်ကြောင်းတာဗျာဘူးလို့သူကထုတ်ကောင်စောင့်နေဟောရောက်ရတူပါလေအဲ့ဒါပါဟဲ့ခိုင်းတော့ဒီဘက်လာတော့ခိုင်းတော့ပါဟိုထုတ်ကောင်လာပါလိမ့်ခိုင်းတော့ဘိုးဟုတ်ကဲ့ဟုတ်အဲ့ကြွပါဟောပါကြွမောင်ဖြူကတော့ဝါရီစားမြောက်ကိုတပြိုင်တည်းခေါ်ပြီးပြဿနာရှာနေပြီတဲ့ဒုက္ခပါရသူ့ပြောထားတဲ့ပုံမျိုးတော့ဝါဗျာသူထပ်တာကြည့်ကောင်းပါပါကြည့်ကောင်းဟမ်ပြဿနာတလို့ရှိရင်ထဆွဲလို့လည်းအသိလောက်ထားကြအောင်ဟုတ်ပါပြီ ကျမရှင်ကိုထုံးနဲ့တွဲပြီးတော့လမ်းတနေရာမှာကားပေါ်တက်သွားတွေ့ဘူးသလိုပဲကျမကလည်းနေခင်းကြောင်တော်ကြီးမှာကိုဖြို့ဆွဲလန်းရဲလန်းလောက်နေရှင်တို့ညောင်တွေ့လိုက်ပါ ယူဒီကူမမြင်ဘူးလားတို့နဲ့ပြိုးလေးနဲ့ကလေဒီမှာမဟုတ်ဘူးနိုင်ငံတမှာလဲရဒီလိုဆွဲလာလဲလားဖက်လားဆိုတာအများကြီးပဲလုပ်ဘူးလေနော်အပီကိုစမ်းလို့လားအခုယူမြင်နေဆိုတာပါလေပဲ ဩဟိုဒါပါလေးပဲရှိသေးတယ်ဩပါပြီလို့ပဲနော်သူများတို့မစင်စားရဘူး ဒီတော့ကိုထုံးနဲ့ရှင်နဲ့ဖတ်တော့လေ တို့လားတို့ကကိုဖေးချစ်သူလေ ဟာ ရှင်းအောင် မငယ်ငယ်လေးကကိုထုံးရဲ့ချစ်သူလေလူကြီးတွေအားလုံးနဲ့သဘောတူထားတာ ဟောပါလေလေရှို့နေတာပဲ အဖေကြီးပြောတဲ့အဖြေတစ်ခုရှင်းသွားမယ်ဆိုတာဒါပဲနေမှာ ဟုတ်တယ်နေမြနှုတ်ပြိုင်မဲ့နှစ်ကိုတည်းကျိုးဝဲနှုတ်ထဲပေးလိုက်တာပဲ ဒီမှာကျမဒီလောက်အချစ်ငံနေလို့မဟုတ်ဘူးရှင်ပြောတာမှန်တယ်ဆိုရင်ကျမပြန်မယ်ဒီလိုစိတ်သက်ရှိတဲ့လူမျိုးရှင်နဲ့ပြန်ဘယ်တော့မှမလုပ်ဘူးနောက်ကိုချက်ကပြန်မယ် နေမောင်းညူကရဲနေလေထုံးအောင်ထောင်းလိုက်ပါအောင်ဟာကိုဆွေးလောင်ဆောက်လိုက်အောင်နော်အဲ့မှာအဖြေတစ်ခုရှင်းသွားမှာကိုဟာလင်းရဲ့ရည်ရအမှန်ကငါသိတယ်သူကအင်းအင်းမကြောက်တဲ့မို့နှစ်ယောက်ဟိုမှာစောစီးလိုက်တော့ပါသေးတယ် ဟေးယူမလေလေလောယူပြောလိုက်တဲ့စကားဘာဖြစ်တယ်
刷西兰 no 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 အဲ့နာမက刷西兰ဆိုမမဆိုနောက်ပြီးတော့ဗာလေယူပြောလိုက်တာဖြစ်ပါလေဘာဖြစ်လဲအင်းလေ no 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 အင်းလေနှစ်ယောက်စလုံးကအီမန်အကအီရှိတယ်အီရှိတယ် ဒီမှာမညုံညရှင်းပြစရာမလိုပါဘူးမဟုတ်တူတူစားပြီအချစ်ကိုဝင်းမစားပဲရန်တွေ့တတ်တဲ့မိန်းမတွေမှာဆွတ်သက်ပိုင်းဆိုတဲ့မိန်းမမပါဘူးပြောလိုက် ice cream တစ်ဖက်ဘေးမုတ်တစ်ဖက်ကင်ပြီးတော့စားတတ်တဲ့ယောက်ျားကိုလည်းဆွတ်သက်ပိုင်းတော့လုံးဝအထင်မကြီးဘူးကျမပြန်မယ် oh no 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 ညီမလေးပြက်စရာမလိုပါဘူးဒီမှာကျိုးလေးရဲ့ချစ်သူအရှိကညီမလေးမမဆိုးသိတယ်ဒီမှာမမဟုတ်ဟိုးနိုင်ငံသားမလေးကဖြိုးလေးကဖြိုးဖြိုးပြလို့ညီမလေးကဖြိုးလေးရဲ့ချစ်သူအရှိဆိုတာသိညီမလေးပြက်စရာမလိုပြက်ချင်းပြက်သူ့လိုပဲပြက်မှာတော့တက်အခုတော့မမဆိုးက ice cream မကြိုက်တယ်ညီမမှုစံနာကိုလည်းကြိုက်တယ်ဖေးမုံတော့မကြိုက်တော့ကဲကြတော့စီကျိုးလေးကောင်ပြောသူလိုကောင်နဲ့နော်ကျမတို့ဖေးမုံလို့ပြောရင်ည ice cream လေးဟုတ်လားဒီမှာဥစ္စာမှတက်ပြီးလူကားတော့ဝမယ်ပြန်နေနော်အပေါ်ရန်ပက္ကာတနာထည့်လိုက်စိတ်လိုက်ကြမှာလည်းအတူတူပဲ အဲ့လိုတော့မဖယ်လိုက်နဲ့နော်လူတွေကအများကြီးပဲမကြည့်ရင် ကျွန်တော်တို့မကြည့်ရင်အဲ့လိုမပြောနဲ့လေဟာဟိုနေလို့အတူတူဆိုငါလည်းသိရပဲဟာနေ ဘာသိရလဲ မဟုတ်လေဟာဟိုလူချင်းတူပဲလို့ပြောတာပါဟာနေတဲ့အဓိပ္ပာယ်ကိုပြောနေပြန်ဟိုထိုင်မှာဟာတော့ထိုင်မှာဒီမှာဆွဲတော့အဲ့လောက်ထိအောက်တန်းကြရဆိုတာမပြောတတ်ဘူးကိုဘိမ့်မုတ်လား ice cream လားသိတော့ကျင်တတ်ပေါ့လာမဆိုပြန်မယ်ပြန်မယ်ခဏလေးခဏလေးဟိုတက်လိကံခဏလေးတောင်းပြပါဗျာငါပြောတာပါပါ ဟုတ်တာပဲညီမလေးရဲ့တို့တွေကစင်ပေါ်ကအီမန်ကန်နေတယ်တက်ကြောင်လို့တက်သူတို့ပဲပြန်မှာလို့ပြောထားပြီလေနော်တေတို့တယ်မဆိုဆွဲရဘာလို့ပြန်မှာလဲဒီမှာဝင်ထွက်နေကြတယ်ပြီးတော့ဒါချိုးရင်ကြီးတက်နေတယ်သူတို့ပဲပြန်မှာ ဟုတ်ပြန်နေဦးလေတော့ပြန်ထိုးတော့ကောင်ဆိုတော့ပွင့်မှကြံလို့ရမှာဒီကောင်ပြောနေတယ်ပြောမှသူတို့ပြန်အဲ့ဒါနားရတယ် ဟုတ်တယ်အဲ့ဘာဖြစ်လို့ possible ပြောနေလဲ တော့ပါလေတော့ ဒီလိုပဲပြောတာလေဟုတ်လေမဆို ဟိုမကျင်းစီလာပြီ ပါဟုတ်ပါဒီမှာသားနေဟုတ်ပါပါဒီမှာဟိုမှာဒီမှာဟိုနေရောက်ကျဲကိုဆွဲရောသူမရရောကွန်ပျူတာကောင်ပေါ်မှာနားလည်မှုတွေနေရတယ်ခုတော့တယ်မှာအားလုံးရှင်းတော့တော့နော် ဖြိုးထုတ်ခေါင်တို့ညီကိုနှစ်ယောက်စလုံးဟာညီရဲ့သားသူတို့နှစ်ယောက်ကအမွှာညီကံကြမ္မာမျက်နှာသာပြီးလို့ခုညီကိုနှစ်ယောက်ပြန်ဆောင်ကြသားနှစ်ယောက်စလုံးကိုမေမေကြီးကဖြိုးထုတ်ခေါင်ဆိုတဲ့နာမည်တစ်ခုတည်းပဲပေးထားတယ်သားကြီးဖြိုးထုတ်ခေါင်ကစာရေးဆရာသူ့ရဲ့ချစ်သူလေးကညီသားငယ်လေးကတော့မေမေကြီးကိုမဟုတ်ထုတ်ဘူးသူ့ရဲ့ချစ်သူကဆက်သက်မမေဟိုညီကိုနှစ်ယောက်ကိုလေဘာလို့တနံမယ်လေးမှတ်ထားတာလဲညီအဲ့ဒီဖြိုးထုတ်ခေါင်ဆိုတဲ့နာမည်တစ်ခုတည်းပေးထားတာမေမေကြီးကသားနှစ်ယောက်ပါသားကြီးရောသားငယ်ရောနှစ်ယောက်စလုံးအပိုလိုမရှိအချစ်တစ်ခုတည်းချစ်တယ်ဆိုတဲ့အဓိပ္ပာယ်သတ်မှတ်ချက်နဲ့နှစ်ယောက်စလုံးကိုဖြိုးထုတ်ခေါင်ဆိုတဲ့နာမည်တစ်ခုတည်းပေးထားတာကဲသားတို့ထိုင်ကြအောင်မေမေအထူးပြောချင်တာသမီးလေးတို့ကသားတို့အပေါ်မှာတန်တရားတွေရှိနေကြတယ်။အဲ့ဒီတန်တရားတွေကလုံးဝမဟုတ်။ပြီးတော့နိုင်ငံခြားလာတဲ့ဟောဒီကသမီးလေးဆိုသမီးလေးကဖြူစင်တဲ့ရိုးသားတဲ့ဖွင့်လင်းတဲ့ဖော်ဖော်ရွယ်ရွယ်ဆက်ဆံတတ်တာလွဲလို့သူ့စိတ်ထဲမှာဘာမှမရှိဘူးသူ့စိတ်ထဲမှာအဖြူပဲ။ကဲသားတို့ကလည်းသားတို့ချစ်သူတွေကသားတို့အပေါ်မှာတန်တရားတွေရှိနေ။အဲ့ဒီတန်တရားတွေကြေပြောက်သွားအောင်သားတို့ကရှင်းပြမယ်တာဝန်သားတို့ရဲ့တာမမေဘယ်သူကအကြီးဘယ်သူကငယ်အဲ့ဒါတော့မမေကြီးမပြောချင်ဘူးပြောလည်းမပြောဘူးဘာဖြစ်လို့လဲဆိုတော့သမီးလေးတို့ကသမီးလေးတို့ရဲ့ချစ်သူဘယ်သူဘယ်ဝါဆိုတော့သမီးလေးတို့အတိအကျအစစ်အမှန်ကိုရွေးချယ်နိုင်ရမှာပေါ့ကဲသမီးတို့ချစ်သူတွေဘယ်သူတွေဆိုတော့သမီးတို့ကရွေးချယ်နိုင်ရမယ်မမေကြီးပြောချင်တာကတော့ဒါပါပဲ အဲ့ဒီကိုဝင်ပြီးလို့လည်းမမေကြီးရတယ်
ဒီလိုလို့ကြည့်မလဲသူတို့ရောချို့ပေါ်မှာပေါ့နော်မဆိုးကတော့အားလုံးနဲ့တန်တရားတွေရှင်းသွားကြပြီနော်မေးရခွင့်ပြု ဒါကြီးပါသူကကြီးပါလေဗျမဟုတ်သူကသူကကြီးသူကအငဲ့မဟုတ်သူကကြီးဖြစ်မယ်အေးလေသူကအငဲ့ပါဟာမဟုတ်ဒါကြီးရှုပ်နေမင်းလည်းမခွက်တော့ဘူးငါလည်းမခွက်တော့ဘူးဟာဆွဲနေဟိုညုံညဒီတော့ပြဿနာပဲကိုလူကိုသေးချာရအောင်ရွေးနော်မူရင်းမရွေးနိုင်တော့ညမူရင်းနဲ့မရဘူးကော်ပီပဲရတယ်ကော်ပီဆိုတော့ကော်ပီကျကော်ပီပေါ့ဗျာဟုတ်ကိုပြောလေအာတယောက်တည်းခေါ်တာလေပြောညမြဘယ်ကကိုဘယ်ကဘာမှငါမသိတော့နော်တော်စိတ်ညစ်လာကဲသွားအိမ်ပြန်လာကျွဲကြော်ပြန်နေသူ့ထားခဲ့အော်အေးရောအေးရောအိမ်တော့ကြောက်ရတယ်ကွာကတော့မိမိကတော့မလားမပြောတယ်အဲ့ဒါပဲဒါနဲ့တိုးလေးရလေဒီပါလေးပုံတိုင်ကကြောင်းပါလေးရတယ်သူကလေအိမ်ရောက်ပုတ်ကလေးပြုတ်ကြဆွဲလို့ဟောလာကြတာအစ်စ်တိုးလေးကတော့မလားတော့ရမပြောရလဲလို့ပြောပါမယ်အဲ့ဒါဖက်လိုက်စမ်းပါဖက်လိုက်အဲ့ဒါကိုဖြိုးပါကိုဖြိုးဟဲ့နေကိုဖြိုးတင်ကြအောင်ငါစမ်းတတ်မယ်ကိုဖြိုးစီကိုငါသိတယ်ဒါလေးနေငါသိတယ်ဒါလေးကိုဖြိုးပါဟောအေးပါလားကိုဖြိုးရောအမှန်ပြီးခဲ့စားပြီးခဲ့စားအေးစားလိုက်ဟာဘွားကိုဖြိုး冇嘞，而且这边是脸没嘞，哎，表弟呢，妈妈都知道了嘞。哦，表弟讲。我呢，一样给不了喂，那么说那俺都有多难呢，有多难呢。够有用吗？过来，我都打了嘛，说掉头切开吧。哪能干嘛呢？不白做吧？ဘယ်လိုဖြစ်လာလဲစိတ်ကိုအောင်ဆင်းရှင်းလို့ရည်မာလေစိတ်တို့နေမှာလား စိတ်ဆိုလို့မဟုတ်ပါဘူးဟိုအခုရှင်မတူလဲဟော တို့ကကိုကဖြိုးတို့ကောင်ကိုကိုဖြိုးပါဟိုမှာညီမနဲ့နှစ်ပါးကတယ်ဟုတ်လား
မ်းယူ ဒီမဲ့ရှင်သားနှစ်ယောက်ဆုံနေဆိုတဲ့အခွင့်အရေးကိုယူပြီးတော့ရှင်ကျမနောက်ကိုလိုက်လာတာပေါ့ အမမင်းကများဒီလိုပြောရတယ်ရှိတယ်ငါဒီပြန်မှာအမြဲတမ်းလာပြီးတော့ပတိစိတ်နေကြဒီမှာမြင်နေမလားမင်းကငါတော့လိုက်နေတယ်ပြောပါရှင်းမနေပါနဲ့ ရှင်ကတော်တော်ပြောကောင်းတဲ့လူပဲရှင်အကြောင်းကိုကျမမသိရင်ခက်သွားမယ်ရှင်အရက်သမားဖြစ်နေတဲ့အကြောင်းဒီပရိကိုပြပြီးကျမကိုချက်ကပ်ဖို့မကြိုးစားသမှာနဲ့ သားတယ်လို့ပြောတယ်ရှင့်သားကဒီတိုင်းပဲပြောတာ နောက်ထားနေရောနားထင်တာတွေကတခုမှမဟုတ်ဘူးကိုကသားကြီးကိုဘွေရဲ့ပြည်နယ်တယောက်ဖြစ်အောင်လို့ပြုစုပြိုးထောင်လာခဲ့တာ ရှင့်သိသားယူပြီးပြောမနေသားမှာနဲ့ဒီကလည်းဒီတိုင်းပဲလေသားငယ်ကိုဘယ်အဆင့်တန်းဘယ်အတိုင်းဓာတိထားတယ်ဆိုတာရှင်းမမြင်ဘူးလားသားနှစ်ယောက်ပြန်ဆုံလို့တစ်သက်လုံးတအုံနုံနဲ့ဖြစ်နေတဲ့ဝင်းတို့ဝင်မိုးကြီးအေးပြီဆိုပြီးတော့ဒီတရားရဲ့ခိုးဖို့ကျမလာခဲ့တာရှင့်ဘယ်အငယ်အနောက်ကသတင်းပေးလို့ရှင်လိုက်လာခဲ့ နာမင်းရလေရင်တော့အတိုင်းပါပဲလားပရိယေရီမာယာရီများနေတော့ပဲကိုကိုနောက်ကိုလိုက်လာရင်လိုက်လာတယ်ပြောနော်ဟိုလူလွှဲရှာဒီလူလွှဲရှာလုံးနေစမ်းပါလေမင်းအခုဘာဖြစ်ရှင်လဲဘာဖြစ်ရှင်လို့ကိုနောက်ကိုလိုက်လာတာလဲပြော ရှင်မော်စကားကြီးပြောနေတာလေကျမဘလို့မိမစားလဲဆိုတာရှင်မသိဘူးလား သိတာပေါ့ကွယ်အတွင်းသိအစင်းသိတွေပဲသိလို့အမွာနဲ့တော့ရခဲ့ပြီပဲကွာရှင်ဘာစကားတွေပြောနေတာလဲ မတရားတွေလေမတရားတွေလေဒီမှာရှင်ကျမတခုပြောထားမယ်နော်ပါကြီးကျမအိမ်ကိုရောက်လာပြီဆိုတဲ့အခွင့်အရေးကိုရှင်ယူပြီးတော့ရှင်ကျမကိုပြန်ဆက်ဖို့မကြိုးစားနဲ့နော် အမငါပြူရပဲပြဲနေပြန်ပါဒီစကားဒီကပြောမယ်စကားပါနော်ငါသားကြီးဟာငါဘွားရဲ့ငါအသက်ပဲငါသားကြီးမိတဲ့နေရာမှာစိုးလို့နောက်ရင်တော့မပြူပဲနဲ့အခုလို့ငါကနေပြီးတော့ပြုစုပြိုးထောင်ပေးခဲ့တာမင်းလို့မဟုတ်ပါဘူးကွာ ဒီမှာငါမင်းလို့မဟုတ်ဘူးဆိုတော့လေကျမကလည်းနောက်အိမ်အောင်ပြုတ်နေတာမဟုတ်ပါဘူးရှင် ဒါတော့မသိနိုင်ဘူးလေငါမျက်စိနဲ့မြင်ရတဲ့ကိစ္စမှမဟုတ်ပဲ ကျမကလည်းရှင့်လို့ပဲလေကျမမြင်ရတာမှမဟုတ်ပဲရှင် ဩတိုင်းမင်းဘာတွေပဲပြောနေမင်းရင်ထဲမှာမင်းကောင်းထဲမှာငါရှိနေတယ်ဆိုတာအသိပါတယ်ကွာဒီလိုဖြစ်စိုးတွေဟာမတူညီတဲ့ဘဝနဲ့ခုကြားမှာဖြစ်တည်လာခဲ့တာပဲမှန်တယ်ကြတော့မင်းလည်းပြည့်မရှိဘူးငါလည်းပြည့်မရှိဘူး တော်ပါတော့ရှင်မိမိပြောပြောနဲ့နေနေတဲ့ကိစ္စတစ်ခုရှင်ခုမှလာပြီးနှုံးမနေပါနဲ့ဓာတ်အိုးပေါက်ကိုဖျောင်းနဲ့ဖာလို့ရယူထုံးစံမှမရှိတာ ငါကျန်တဲ့ဘဝမှာပတ်ပွားလာတဲ့သူဆိုတော့ဆုံးရှုံးနေတာမူရငါတို့မထူးဆန်းတော့အသားကျနေပြီဒါမဲ့တခုတော့ရှိတယ်နော်ငါတို့သားမြေပါမင်းနဲ့ငါကြောင့်ဟောဒီလူလောကကြီးတွေကိုရောက်လာတယ်ရောက်အောင်ပို့ခဲ့တဲ့ဒုနှစ်ယောက်ကပဲဒီသားနှစ်ယောက်ကိုမိကွဲဖာခဲ့ဝေဒနာမျိုးပေးမယ်ဆိုရင်တို့တွေတရားပါမလားအဲ့ဒါမင်းစဉ်းစားတဲ့ဒီစကားကြီးကောင်းနေကွာအဲ့လုံးနဲ့ရှိုက်ကိုထိရတယ်ကိုသာမင်းအောင်ကြွေပြီ ရှင်နော်အဲ့ဒါကိုကြည့်ပြီးသင်ခန်းစာယူတာရှင်နဲ့ကျမနဲ့ကလေးကြရင်အဲ့လိုမျိုးဖြစ်စင်တယ် တရားတော့မတရားဘူးပေါ့ရှင်ဒါပေမဲ့အခုချိန်ကြာမှဘာလုပ်လို့ရမှာလဲ ဟုတ်ဘာလို့မရမှာလဲမင်းငါ့ကိုမပေါင်းညင်မှုဆိုရင်တော့မှကလေးတွေစိတ်ချမ်းသာအောင်လို့လေဟာဆောင်လေးများဖြစ်ဟာဆောင်ပါဆောင်နေပြလို့ရတာပဲငါနဲ့နှက်ခတ်မယ်လေ
ရှင်တော်တော်နစ်နာသွားအောင်မယ်နော်တေချာလဲစဉ်းစားအောင်ဒီလိုနေရာမျိုးကြီးမှာမသိတော့ပါဘူးလူမြင်လို့မသိတော့ဘူးလို့စမ်းပါသူ့စမ်းပါ တော့လည်းမလို့ကျလည်းမကျဘူး အိုး ဒီမနိုင်မင်းကမျက်နှာကိုမထောက်ဘူးဆိုပဲသေးမျက်နှာကိုထောက်တယ်ပဲ သူ့စမ်းပါ ဟေးဟေးကောင်းလေးလွတ်လိုက်ဟာโอ้ย 因为你老因为အမေဒီလိုပြေးလို့မရမယ်ပြတော့အဖေနဲ့မင်းနဲ့တင်ပြေသွားပြီထင်တယ်ဒါချင်းအပြောဆုံးမဲ့မေဟာအပြောဆုံးမဲ့ မင်းတို့မျောလင့်ထားကြတဲ့အတိုင်းဘယ်နဲ့မမေတို့ခုဆိုရင်ပြန်လဲသိမြတ်သွားကြပြီဟင်အေးမင်းတို့တွေဘယ်ရဲ့အဖြစ်ကိုသင်ခန်းစာယူပြီးတော့တယောက်နဲ့တယောက်မာနမပြိုင်ကြပဲနဲ့တယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ဟဲ့လားအချစ်ချင်းပြိုင်ကြပါလို့ဖေတို့ကမှားကျင်တယ် ဒါလို့ရှိတယ်ဘယ်လောက်တင်တယ်အဖေတို့ပဲမိလဲဖေဟာ ဘာလို့မမီးရမှာတော့သားရဲ့ကော်ပီတူကော်ပီအချစ်လေကွာ ဖေကော်ပီတူကော်ပီရတော့ဟုတ်တယ်အမေဖေညောက်ကမတွေ့ရကြာပြီးဝေးနေကြတာဆိုရင်ကနေကလစ်နဲ့ဖြစ်လာတဲ့အချစ်တွေကစုကြတော့အစတိုးနေပြီဒါတော့ဘယ်လိုက်ပြီးတော့မလဲဖေဟာညီရတယ်ကွာအဲ့လိုမပြောပါနဲ့ဖေနဲ့မေကငေါင်းနေကတီးရဲတဲ့အထိနောက်ရင်တော့ပြီးပဲဆက်ရှိနေကြတယ်ဆိုတာသူတို့ကဘယ်လောက်ချစ်တယ်ဆိုတော့ပြတာပေါ့ဟုတ်တော့တာရေးစရာတာတကားဖိတ်တကားပြောတယ် ဖေသားလေးသူလို့ချင်တာလုပ်ပြီးလို့ရှင်လေကိုပါဆိုပြီးအမြဲနှဲ့ချင်ပြီးတော့အဲ့တိုင်းပဲလား အဲ့တိုင်းပဲကော်ပီတူကော်ပီလေးသမီးရဲ့ ဖေသူတို့ညကလေပိုးခက်နဲ့အိမ်ညောင်ကြောက်တက်ပြီလို့ပဲသိလားဟောလို့ရှိရင်သူတို့ညကိုဘယ်လိုရွေးရမှန်းကို အဲ့ဒါကော်ပီတူကော်ပီပဲသူမွေးတာလေ ဟုတ်ပြီကော်ပီတူကော်ပီဆိုလာစဉ်းစားမိတယ်အသားနဲ့ဆွဲနဲ့မွေးလာတဲ့ကလေးလေးနဲ့ဟိုကိုကြီးနဲ့ညီမနဲ့မွေးလာတဲ့ကလေးလေးသူတို့ညကကြိုရှင်းတူသူတို့မွေးလာတဲ့ကလေးကတူနဲ့သူတို့ညီကြရထပ်ပြီးမှဟုတ်ပြီတော်တော်မျိုးစတဲ့ကြီးကော်ပီတွေတူနေရောပါဘော အေးပေါ့မျိုးစလဲကော်ပီတူကော်ပီပေါ့ အဲ့ပါ